ရောက်50ကျော်လောက်ရှိတယ်ဆိုတော့ဒီနေရာမှာတော့အဲ့လောက်ထိအခြေအနေမဆိုးဘူးလို့ကျွန်တော်ယုံကြည်တယ်ရက်ခတ်နေရတော့လည်းအဲ့လောက်ထိမဆိုးသေးပါဘူးပုံမှန်တော့တော်တော်ဆိုးတယ်ထိုင်နေနဲ့ချွေးထုတ်ခံဖြစ်နေဆိုတော့ဆက်စချင်းမှာဖျားရှင်ကအအောင်ပွဲတာเนาะဒီခမ်းမအစ်မှာအလုပ်လုပ်တာကိုမြင်တွေ့ရတယ်ဆိုတော့ဖျားခင်ကသူ့နီလန်းနဲ့အလုပ်လုပ်နေတဲ့အချိန်မှာကျွန်တော်ဒီမှာရှိတဲ့ယုံကြည်သူတော်တော်များများကအခုချိန်မှာဘာဖြစ်နေလဲဆိုစာငတ်မှုဖြစ်တယ်စာငတ်လာပြီဆိုရင်လူတယောက်ကစာငတ်ပြီဆိုရင်ဘာမှတို့တားလို့မရဘူး10ရက်လောက်စားရတဲ့လူကအရန်မွတ်တိတ်နေတဲ့အချိန်မှာသူဘလောက်ပဲစီတာရှိဘာနဲ့ပဲလဲရဟယ်လိုစင်ပြေလားမသိဒီတိုင်းပြောရင်မရလားကြားလာမသိဘူးဒီတိုင်းပြောရင်ဆိုဒီတိုင်းပြောလိုက်မယ်နော်ဟုတ်ပြီပါကျေးဇူးတင်ကျွန်တော်လည်းကျင့်သားရနေပါပြီကျွန်တော်ပြောပြန်ရောက်တာလည်း3လကျော်လောက်ရှိပြီဆိုတော့ကျွန်တော်ရောက်တဲ့နေရာတိုင်းမှာဒီလိုကိစ္စတွေကြုံရတယ်မနေ့ကဆိုရင်ကျွန်တော်ဘာလုပ်လဲဆိုရင် National Youth Conference pre-event ဆိုပြီးတော့ဗောနော်အကျိုးပေါ့အတင်းတော့တပါးစီမှာလှည့်လည်ပြီးတော့ကျွန်တော်တို့တစ်လမှာတစ်ချိန်လူငယ်တွေစုပြီးတော့ cash flow season ခုရှိတယ်အားနဲ့ကျွန်တော်တို့ပြည်အားတွေမှာတရားဟောဖို့ရှိတဲ့ခါကျတော့ကျွန်တော်လိုက်ပို့တယ်ကြားကြောင်းလိုက်ပို့တဲ့ခါမှာမနေ့ကနေစတော့ပြီးပြတ်တာနော်သူတရားဟောပြီးတဲ့အချိန်ကြီးပဲဆိုတော့အားလုံးပုံလေးဖြစ်ကျွန်တော်ခမ်းမကဘယ်လိုလုပ်ထားလဲဒီလိုမျိုး brain out တွေမရှိဘူးဆိုတော့အဝင်ဝမှာပဲအပေါက်တွေရှိပြီးတော့ဒီရှေ့ပိုင်းလုံးဝအလုံးပိတ်ပေါ့နော်ဒီကလည်းစောက်ကြဲကအစိုးရအစ်စ်ကိုရုံကြီးနဲ့စောက်ထားတာနော်ပြီးပါလေကြက်ရမယ်ဆိုပြီးတော့အဲ့တော့လုံးဝမှောင်ဝဲနေတဲ့ခါကျတော့နော်ဖုန်းနေနဲ့ပို့ပြီးတော့ရိုက်တယ်ဆိုတော့တော်တော်ရုပ်ကြည့်သွားတယ်ပေါ့နော်ဒါပေမဲ့ဝိညာဉ်တော်ဘုရားကဲကိုအလုပ်လုပ်တယ်ဒီမှာရှိတဲ့သမီးနှစ်ယောက်လည်းမနေရရှိရတယ်ကျွန်တော်သတင်းကြားတယ်အားလုံးကလာတဲ့အားလုံးကကဲကိုစာငတ်တဲ့နှလုံးသားနဲ့နှုတ်ဘတော်ပြီးတဲ့အခါမှာရှေ့ကိုထွက်ပြီးတော့ဆက်ကကြတယ်ပေါ့နော်ကျွန်တော်တို့ကောင်းကောင်းဟိုဘီးမလာတဲ့ခါကျတော့တေချာမင်းစတာမလုံးနိုင်ဒါပေမဲ့ဘုရားရှင်ရဲ့လှုပ်ဆောင်ခြင်းကိုတကယ်ပဲတွေ့ခဲ့ရတယ်ဆိုတော့ဒီနေရာမှာလည်းဘုရားသခင်ကနော်မီးပြတ်သလားနော်ကျွန်တော်မိုက်ခရိုဖုန်းလေးသုံးလို့ရသလားဒါမှမဟုတ်ရင်လည်းနော်ကျွန်တော်အဲကွန်နဲ့ရှိသလားအဲ့ဒါတွေထက်လာရောက်နေတော့တယောက်စီတိုင်းကဘုရားကိုဘယ်လောက်ထိစာနဲ့လဲဆိုရင်နှလုံးသားမှာဘုရားအလုပ်လုပ်တယ်လုပ်လို့အာမင်တော့ဘုရားသခင်ရဲ့လှုပ်ဆောင်ခြင်းတစ်ခုလုံးကိုတော့ကျွန်တော်ဒီကျမ်းစာထဲမှာတော့သမိုင်းမှာပြန်ကြည့်လိုက်မယ်ဆိုရင်စာနဲ့တော်သူတွေရှိတဲ့အရက်မှာဘုရားရှင်ကလှုပ်ရှားလေးရှိတယ်အာမင်စာနဲ့တော်သူတွေရဲ့အသက်တာမှာဘုရားရှင်ကဝင်ရောက်လှုပ်လို့စာနဲ့တော်သူတွေကိုအငတ်မှုပြည့်စေတဲ့ဘုရားဖြစ်တယ်အာမင်အဲ့ကျွန်တော်တို့ကိုယ်ကိုယ်ဘုရားတော့ဒီနေ့ကျွန်တော်တို့အတွက်ပထမဆုံးမေးရမယ်မိကိုမေးရမယ်မေးခွန်းပါလဲဆိုရင်ငါဘုရားသခင်ကိုဘယ်လောက်ထိစာနဲ့လို့ရှိလို့အဲ့ဒါဒီတော့ဖြစ်တယ်အချို့ကကျွန်တော်တို့ဘုရားကျောင်းကိုလာတဲ့ခါမှာဘောနော်ဟိုဘုရားရှိခိုးဆောင်တာမှန်တယ်ဒါပေမဲ့ချို့ကတငယ်ချင်းနဲ့တွေ့ဖို့လာရှိကျွန်တော်စင်ကူမှာတင်းအောင်ဆရာလုပ်တော့စင်ကူကတစ်ခါတလေကြတော့လေအလုပ်တွေရမ်းလုပ်ရတယ်လုပ်တော့မြန်မာတွေကသူက Sunday ဆိုတော့သူတို့အတွက်အကျဉ်းထွက်ရဖြစ်ဝေလွဲမယ်တငယ်ချင်းတွေတွေ့မယ်သွားစားမယ်ဆိုတော့သူတို့အားလုံးစုံတဲ့နေရာပဲညာဆိုဘုရားကျောင်းဖြစ်အဲ့တော့ဒူလိုမဲ mindset မှာရှိတယ်ဆိုရင်holiday ဖြစ်လို့ငါတငယ်ချင်းတွေနဲ့စုံမဲ့နေရာဖြစ်တဲ့ဘုရားကျောင်းငါသွားမယ်ဆိုရောက်လာတော့များတယ်အဲ့ mindset ရှိဆိုတော့မြန်မာပြည်မှာကျတော့ဘာရှိလဲဆိုတော့ငါသွားနေကြမို့လို့ဘုရားကျောင်းတော့ဒါလည်းရှိတယ်ဆိုတော့ဘလိုပဲ mindset တွေရှိကျွန်တော်တို့နှလုံးသားထဲမှာဘုရားသခင်ကိုစာငတ်လာပြီးဆိုရင်ထိုင်နေလို့အများကြီးရှိတဲ့ထဲမှာစာငတ်တဲ့လူတွေအသက်တာကဘုရားရှင်ကအကြီးကျယ်လှုပ်ရှားတယ်အာမင်ကျွန်တော်ရဲ့အသက်တာမှာစာငတ်ခြင်းနဲ့ပဲဘုရားရှင်ကိုတိုးဝင်ရတယ်ကျွန်တော်ရဲ့အသိဉာဏ်တွေကျွန်တော်နားလည်တဲ့ပုံစံတွေနဲ့ဘုရားရှင်ကိုပုံဖော်လို့မရဘုရားကိုစာငတ်တဲ့နှလုံးသားရှိတာတော့အဲ့နှလုံးသားမှာဘုရားရှင်ကသူ့ဘယ်သူလဲဆိုတာကိုသိကြတယ်အဲ့တော့ကျွန်တော်ရဲ့နှလုံးသားတဲရကိုချဲ့နိုင်တဲ့အတိုင်းတိုင်းဘုရားကထည့်ပေးနိုင်တယ်အာမင်ကျွန်တော်နှလုံးသားတဲရပါဘယ်လောက်ထိကျွန်တော်နှလုံးသားဘယ်လောက်ထိကျွန်တော်နှလုံးသားကဘယ်လောက်ထိဘုရားခင်အတွက်ပြင်ဆင်ထားတယ်အဲ့ပြင်ဆင်ထားတဲ့အတိုင်းဘုရားရှင်ကတောင်းလောင်းနိုင်တဲ့ဘုရားဖြစ်တယ်အဲ့တော့မစားတဲ့ကလေးတယောက်ကိုအတင်းမုတ်သွားကျွေးရင်အဲ့ဒါဘာလဲဆို child abuse လို့ခေါ်တယ်ကလေးကိုနှိမ့်ဆက်တာ तू မစားတာ तू မစားကြတာအတင်းကျွေးနေ तू ငိုမယ်တော့ရိုက်ပြီးကျွေးရင်လည်း तू စားမှာမဟုတ်ဘူးကလေးလေးကအဲ့ child abuse လို့ခေါ်တယ်အဲ့ဒီကျွေးတာချင်းအတူတူတောင်မှစာငတ်တဲ့သူကပဲအဲ့စားတဲ့အစားတော့အရမရှိမစာငတ်တဲ့လူကိုသွားကျွေးရင်ပြဿနာရှိတယ်အဲ့တော့ဒီနေ့တော့ကျွန်တော် abuse မလုပ်ဘူးလို့တော့အဲ့လိုပြောနေပါတယ်
အားလုံးကစာမဲ့ချင်းနဲ့တကယ်လည်းစောင့်မျှော်နေလို့ယုံကြည်တယ်ဆရာမကိုလည်းကျွန်တော်တို့တကယ်ပဲကျွန်တော်ကိုဖိတ်ခေါ်ရတဲ့ယေရှုတင်ပါတယ်လို့တော့ကျွန်တော်ကိုးဝယ်တဲ့ကျွန်တော်ဒီနေ့တရားဟောချက်ပြင်လာပေါ့ကျွန်တော်ဒီမှာဘာကိုပြောပြင်ဆင်လဲဆိုတော့ကျွန်တော်နှလုံးသားမှာရှိရတာကိုပြောပြင်ဆင်ကျွန်တော်ကြားတယ်ပထမဆုံးကြားတာကဆရာမခိုင်စရာဖြစ်တဲ့ဒီကျွန်တော်လည်းပြောတာဒုတိယကြားတာကကျွန်တော်ဘယ်လိုစီကဖြစ်တယ်နောက်တစ်ရက်ကြားတာကကျွန်တော်ရဲ့ဒီကိုလေးစီကဖြစ်တယ်ဒီကိုလာပြီးတော့ကျွန်တော် worship training လာတစ်ခေါက် music လာပါလား training တစ်ခေါက်လုပ်လာလုပ်ကြတယ်ပြောတယ်ဆိုတော့ကျွန်တော်ရဲ့ဒီနဲ့ကျွန်တော်မိသားစုကဒီသူ့ရဲ့ပြရှာပိုးွယ်ခြင်းနဲ့ဆိုင်နေတာမိသားစုကလည်းကျွန်တော်မျိုးဆောင်ဖြစ်တယ်ကျွန်တော်ပြရလဲမျိုးဆောင်ပြရလဲမျိုးဆောင်ကျွန်တော်ညီကလည်းတင်းအောင်ဆရာစီဒီကျွန်တော်တင်းအောင်ဆရာကျွန်တော်လည်းတင်းအောင်ဆရာဒီကိုရောက်ပဲရှိတယ်ကျွန်တော်ရဲ့အမျိုးသမီးကအောင်းဒီဘာလို့လို့ဆောင်ဆိုတော့သူရဲ့ညီမကကျွန်တော်ညီနေတယ်ကျွန်တော်ရောက်မှလည်းနိုင်ရှိတော့ကြောက်တယ်ဆိုတော့ဒီကောင်လည်းရှိတယ်ကျွန်တော်ညီမနဲ့ကိုသွားယူတယ်ညီမနဲ့တော့အမှုလို့ဆောင်မယ်ပြီးတော့သူရဲ့အကိုကလည်းအမှုလို့ဆောင်မယ်ဆိုတော့သူရဲ့အဖေမေတွေကလည်းအမှုလို့ဆောင်မယ်သူရဲ့အတော်တွေကလည်းအမှုလို့ဆောင်မယ်ဆိုတော့ဘုရားရှင်ကကျွန်တော်တို့အမှုလို့ဆောင်နေတယ်တိတဲ့ပြေးထားတယ်လို့ကျွန်တော်ဒီလိုပဲခံစားရတယ်ဆိုတော့အခြေပြေပေါ့ပြေလို့ပြောတဲ့အခါမှာဒီဝီလီဘာဖြစ်နေအသက်မွေးရဘုရားရှင်ကကျွန်တော်တို့ကိုဝေးခေါ်လာတယ်ဒီလိုပဲကျွန်တော်နားလိုက်ရတယ်ဆိုတော့အခုအမှုလို့ဆောင်ဒီထဲမှာအမှုလို့ဆောင်ခြင်းထဲမှာဖိုးွယ်ချင်းချင်းမွန်းခြင်း music အားဘုရားရှင်ကတောင်းတယ်ကျွန်တော်ဒီသီယောထားဆိုတဲ့ worship ကစပြီးတော့လွန်ခဲ့တဲ့6နှစ်လောက်ကဆိုတော့6နှစ်လွန်ခဲ့တဲ့10နှစ်လောက်ပတ်ဝန်းကျင်လောက်က10နှစ်ပေါ့စပြီးတော့အစပြုရပေါ့နော်အစပြုရဆိုတော့သူက music လည်းကြည့်တာပါသီယောတာ band ဆိုတဲ့ worship ကိုစတာမဟုတ်သူတို့လိုပဲ made in heaven လို Christian band like ကြည့်တယ် prosperity တဲ့အပြည့်နဲ့အောင်မြင်လာတော့အပြင်းအထန်ဒီကိုဖြစ်လာတယ်ဒီမြန်မာပြည် musician ဆိုတာကအပြင်းအထန်ဒီမှသင်စားဖို့စင်ကြတယ်အဖေအရှင်ကကျွန်တော်တို့ကိုစောစောပြောလို့တီးတန့်ရွေးခေါ်ထားတဲ့ခါကျတော့အခွင့်အရေးရှိတော်လည်းပဲဘုရားကသူ့ကို worship တဲ့ချင်းပေါ်တော့နောက်ကတော့ဘုရားသခင်နဲ့ဆိုင်တဲ့အရာတွေပါပဲချီးမွမ်းကိုးကွယ်ဖို့သူကချင်းပြီးတော့သူကချင်းတွေကိုmusic အတင်းခတ်တော်သူနောက်သူကချင်းရတော်သူဖြစ်တယ်ကျွန်တော်ဒီကအဲ့ဒါသူစတယ်ဒီတော့ worship ဘန်းကိုစတယ်ဘယ်နဲ့9နှစ်လောက်စတယ်အစားပြုတော့ကျွန်တော်လည်းကျွန်တော်ငါနဲ့ဘုကဲကွန်နက်ရှင်လာကကျွန်တော်စင်ပေါ်မှာသွားနေမှာဆိုတော့ဘယ်ကွန်နက်ရှင်မှာစတော့ကျွန်တော်ဒီလိုချင်တဲ့အတိုင်းမှာဒီချင်းတဲ့တော့ကျွန်တော်တို့ကလည်းဒီချင်းတဲ့တော့ဖြစ်တယ်ကျွန်တော်အဖေနဲ့အချင်းတဲ့တော့လူကြီးဖြစ်တယ်အဲ့မှာအခုလိုဆောင်ဖြစ်လာတယ်အဲ့တော့ကျွန်တော်ရောက်ပါလေဆိုရင် YC တမိုင်းပြီးအချင်းတဲ့တော့တမိုင်းဒီ Grand Baptist Church ကမှုလို့ဆောင်နေဖြစ်တယ်ဆိုတော့အဲ့လိုပဲတော့ YC ဆိုတဲ့ဒီ Young Crusader ကမှုလို့ဆောင်နေဖြစ်တယ်ကျွန်တော်ရောက်ပါလေပေါ့နှစ်ပတ်လုံးကကျွန်တော်ဒီပြောမယ်ဆိုရင်ဒီလိုချင်းတိုင်းဝိုင်းနောက်ဒီ traditional Christian တွေပေါ့နော်ဒီတိုင်းဝိုင်းကကျွန်တော်တို့ကကြီးပြင်းလာတဲ့ဖြစ်တယ်ဘုရားကိုရမ်းချစ်ကြတယ်ဘုရားကိုလည်းရမ်းစိတ်အားကြီးတော်သူတွေဖြစ်တယ်ကျွန်တော်တို့ဘယ်တင်းတော်ပဲရောက်ကျွန်တော်တို့အမြဲတမ်းကားပြီးစိတ်အားကြီးတယ်ဆိုတော့ကျွန်တော်ဒီကသူနဲ့ပေါင်းဖွဲ့အများစုကအဲ့လိုပဲကျွန်တော်တို့ဒီ Baptist တိုင်းဝိုင်းဖြစ်တဲ့ခါကျတော့ကျွန်တော်စပြီးတော့ connection နဲ့ဆိုတာ praise and worship ကအဲ့လောက်ဒီခင်စားတယ်ကျွန်တော်တို့ကတော့ praise and worship ဆိုတာကတော့ချက်လေးပြန်လာကျွန်တော်တို့ဒီတော့ပြရချင်းပေါ်ရတယ်တပုတ်တွေမှာကတော့ praise and worship တစ်ခုလုံးမရအဲ့ဒီတော့လေးကိုပတ်ပြီးနေတာချင်းစင်တယ်ဘာဆိုဘုရားပိုင်တော့ဘုရားသားများဆိုရင်ဘုရားပိုင်တော့ဘုရားသားများအဲ့ဒါချက်ဒါကျွန်တော်တို့ဖြစ်တယ်အဲ့တော့ဖိမိနဲ့ music တွေတောင်းလာတော့သူတို့ worship ကိုစတဲ့ခါကျတော့သောကညီကိုတွေဒီချင်းတော့ညီကိုတွေဆွလိုက်တော့ဒီကချင်းဒီနားမှာစီရကချင်းပေါ့ဒီနားကကရင်ဒီနားကတော့ဘူးကောင်းလားပေါ့တော့ဘူးပေါ့မာနေပါနားကအလုံးကင်း channel မှာရှိတဲ့ okay အဲ့တော့အသင်းတော်အဲ့မှာရှိတဲ့အသင်းတော်မှာဒီကရင်အသင်းတော်အားလုံးရဲ့အတွေ့အကြုံပေါ့သူရဲ့သားက KBD အဲ့တော့သူ့ကိုခေါ်တယ်အဲ့လိုပဲသူဆုလိုက်တော့ဆုတော့မှဘန်းဆောင်သွားပြီးတော့ကျွန်တော်ဒီက worship ကိုသွားခြင်းနဲ့အဲ့တော့ကျွန်တော်နဲ့ရိုးပြီးကိုလာပြီးတော့ worship နဲ့စပြီးတော့စက္ကဆုတောင်းပြီးတော့သူစတူဒီယိုမှာဖြစ်တယ်စပြီးတော့ချင်းကြမယ်ပေါ့နော်ဆိုတော့ဒီလူတွေကပြောမယ်ဆိုရင်အပြင်ဘက်ကချင်းအားလုံးကိုတီးပြီးလာတယ်ဖြစ်တယ်အဲ့ကျွန်တော်စုံကြတယ်ဆိုတော့ကဲချင်းစပြီးတော့ပြန်စုကိုဝယ်ရအောင်လောက်ရအောင်ဆိုတော့ကျွန်တော်တို့ရောက်သွားတော့အဲ့လိုဒီစတူဒီယိုလေးမှာအားလုံးဒီလေးထောက်ကိုဝိုင်းထိုင်ကြတယ်အဲ့တော့ချိုးကတမင်ကိုထိုင်နေတော့ဆိုတော့ဒီကိုတွေကစ
ပြီးတော့ဒီတာဒီဘလို့တော့ကျွန်တော်ကဘာရှင်းဆုံးလဲဆိုရင်ရေစီးတော့သက်ဆိုင်ဒါတော့ပုံရမယ်ဆိုတော့ကျွန်တော်တို့ထင်တာပေါ့နော်ထင်တာရေစီးတော့သက်ဆိုင်ရင်အောင်ရမချင်နေဆိုရအောင်ဆိုရေစီးတော့သက်ဆိုင်ရင်ကျွန်တော်နေရာတီးတယ်ကျွန်တော်လူမျိုးစားဆိုကျွန်တော်ကဘိုးဘယ်တော့အတန်လေးဖတ်မှာသူနဲ့ကျွန်တော်နဲ့တို့ပုံရောက်လူရရှိတာက10ယောက်လောက်ရှိတယ်ဒီစီရောဆိုမှလက်စီပွင့်ပြလာတော့ကျွန်တော်တို့အားရပါမျက်လုံးပိတ်ပြီးတော့ရေစီးတော့သက်ဆိုင်ရင်ဆိုနေချိန်မှာသူတို့အားတော့လက်ကြီးပါဘာကြည့်နေတာပထမဦးဆုံးတွေ့တယ်ပထမဦးဆုံး worship band ကိုစပွဲပထမဦးဆုံးတွေ့တယ်ဆိုတော့အဲ့ဒီမှာစပြီးတော့ကျွန်တော်အဲ့အချိန်နဲ့စပြီးပြီးပြုစုတယ်အခုဘာဖြစ်နေလဲဆိုတော့ကိုဆရာလေးလာ ministry နောက်မှာလိုက်တော့ keyboard တီးနေတဲ့ Jackson ဆိုတာလက်ပိုက်ကြီးပြူးကြည့်နေတယ်အခုတော့ကဲညမောက်တော်တယ်ဟောနော်ဆရာလေးကသွားနေရတိုင်းမှာ channel ကိုပိုင်းဘူးတော့မပါလို့ညအဲ့လိုဆိုတော့အဲ့မှာနောက်ပိုင်းမှာကျွန်တော်တို့ဖြည်းဖြည်းနဲ့ဒီလိုဝိညာဉ်တော်နဲ့ပေါင်းလာတက်လာတယ်ဝိညာဉ်တော်ရဲ့အလေးလာတော့ဘောပေါက်လာတယ်ကိုယ်ခွဲတက်လာတယ်ကိုယ်ကိုယ်တိုင်ကနှလုံးသားရဲ့ပြားလို့ချင်းဆိုတက်လာတယ်နော်တန်စင်တွေထွက်လာတယ်နောက်ပိုင်းမှာကျွန်တော်လှုပ်ဆောင်ရင်းနဲ့နောက်ထပ်တစ်ယောက်အဲ့လိုပဲဒီ tradition မှာတွားရင်းကနေပြီးတော့အရန်တော်လို့ရှိတယ်ဆိုတော့ချင်းဆိုတာအရန်တော်တယ် music ကအရန်တော်ဒါပေမဲ့သူတို့အဲ့ထဲမှာတွားရင်းနဲ့ gospel ချင်းတွေသူစပ်ပါတယောက်ပြောင်းလဲတယ်ပြောင်းလဲတော့အဲ့တယောက်ကကျွန်တော်တက်တယ်ချားလို့မဟုတ်ပါဘူးသူနာမည်က Paul လို့ခေါ်တယ်အခုဆိုရင် Celebration Ministry မှာ Dream Ministry မှာဆက်ပြီးတော့သူစက္ကန့်တယ်ဆိုတော့အဲ့ပြောင်းလဲတော့ကျွန်တော်တက်တယ်ဆရာကျွန်တော်တို့ရဲ့ gospel ချင်းတွေရေးတယ်အဲ့ချင်းတွေကိုပြားကြောင်းပါတဲ့လူငယ်များများဆိုအားရပါရရှေ့ကိုထွက်ပြီးဆိုကြတယ် gospel ချင်းတွေမှာအဲ့ gospel ချင်းကိုကျွန်တော်မကောင်းပြောတာဘူးเนาะကျွန်တော်လည်း gospel ချင်းဆိုတယ်ကျွန်တော်လည်းဆရာမလည်းဆိုတယ်ကျွန်တော်အမှုဆောင်အဲ့မဲ့ဒီမြစ်ချားခံရတဲ့ချိုးရှိတာကိုကျွန်တော်သိတယ်အချင်းတွေရဲ့နောက်ွယ်မှာပါရှိတယ်သိတယ်ဆိုတော့ gospel ချင်းပြားကောင်းတဲ့ချင်းတွေငါမှာဘလောက်ကြီးပဲဆိုပေါ့နော်ယေရှုငါ့ကိုချစ်တယ်ဒါတော့သူလို့သိတယ်ဆိုတော့အဲ့ဒါကိုရေးတော့ကြည့်နော်ဘယ်လိုရေးလဲဆိုစေတော့ရေးမူကမလာဘူးလေတချင်ရေးဖို့ဆိုတာကမူလို့လေလို့တော့ဒီ gospel ချင်းတွေဘုရားကိုချစ်တယ်ဆိုတာသိတယ်ဒီရဲ့ချင်းကဘုရားကိုချစ်တယ်ဆိုတာသိတယ်ပြစ်သားကိုချစ်တယ်ဆိုတာချင်းပဲသူ theory ကောင်းနားလေကောင်းတယ်မှာအဲ့ဘာရှိလဲဆိုဘာမရှိဘူးဆိုအထဲမှာအသက်မရှိဘူးအသက်မရှိတဲ့ကြောင့်လို့ဒီကိုအသက်ရှင်တော့စီးဘူးလားစီးပြီးတော့သူတို့ကကိုစ조사တဲ့အနေနဲ့ဘာလို့လဲဆိုတော့ဝိစီကကိုတိုးပြီးတော့မှုဝင်တဲ့အချိန်မှာကောင်းကောင်း gospel ချင်းတွေနေတယ်ဆိုတဲ့ခွေတော့အဲ့လိုလူတွေအဲ့ဒါလက်ရှိတော့ဝိညာဉ်တော်ဘုရားတိုးထီချပြောင်းလဲလာတဲ့အခါမှာသူတို့ရဲ့ချင်းတွေပြောင်းသွားတယ် source တွေပြောင်းသွားတယ်ဘယ်လိုချင်းတွေဆက်လဲဆိုရင်ဘုရားကိုကိုယ်ပဲပြောင်းအောင်ခဲ့ KBT နဲ့ပြောင်းတဲ့ဂီတာတီးတန်စင်ရဲ့စီစဉ်လာစီးရတော့ဘယ်ကျတော့ဖယင်းတဲ့ချင်းတွေထွက်ဘုရားကကိုယ်ပဲချင်းဝဲတဲ့ချိန်မှာကယူပါမြင်ရပြီးတော့ကောင်းကင်ကအတန်ဆိုတဲ့အတန်မျိုးတန်စင်တွေကြားပြီးတော့အဲ့တန်စင်တွေကအခုပြန်ပြီးတော့ဆိုရမယ့်ချင်းတွေဖြစ်လာဒါကြောင့်အင်တာမန်နဲ့ကြီးတဲ့ Prince Worship Leader တယောက်ကဘာပြောလဲဆိုရင်တရားတော်ကိုတရားဝိညာဉ်ဘုရားရှင်ဆွဲယူပြီးကောင်းကင်ဘုံကိုခေါ်သွားတယ်။ကောင်းကင်ဘုံကိုရောက်တဲ့အခါမှာကောင်းကင်ဘုံရှင်းဆိုတာကိုကြားတဲ့အခါမှာအရင်ပြောတယ်ဘာကြောင့်ဆိုသူရေးတာချင်းဆိုနေလို့ဒါနဲ့ဘေးကကောင်းကင်ဘုံကသူကလည်းပြောတယ်ဟေးမင်းတို့ကချင်းကိုဆိုနေကြတယ်နော်လို့ပြောတဲ့အခါမှာကောင်းကင်ဘုံကဘာပြောလဲဆိုတော့ငါတို့ဆိုတဲ့ချင်းကိုမင်းကိုပေးတာပါ။ဟုတ်ကဲ့ဆိုကြလား။ဆိုပြီးကောင်းကင်အရာမှာလည်းဘုရားကိုချီးမွမ်းနေကိုယ်ပဲခြင်းလို့အာမင်။ဆိုဘုရားကိုဂုဏ်ပြုခြင်းဘုရားကိုနော်ချင်းရောက်ခြင်းဘုရားရှင်ကောင်းတဲ့ခြင်းကိုကြွေးကြော်ခြင်းတွေကကောင်းကင်အရာမှာရှိတဲ့ကြောင့်လို့အဲ့ဒါတွေအားလုံးကိုဘုရားရှင်မြေကြီးကိုဆွဲချခြင်းအဲ့ဒါဘုရားချခြင်းကောင်းကင်မှာဖြစ်တဲ့အရာခတ်သိမ်းကိုမြေကြီးပေါ်မှာချခြင်းတော့အချက်ဘုရားရှင်မူလအချက်ဖြစ်တယ်။ဒါကြောင့်လို့နိုင်ငံတော်တည်ထောင်ပါစေတော့လို့ပြောတဲ့အခါမှာကောင်းကင်ဘုံတည်ထောင်ကြမလို့ဘာကြောင့်လဲကောင်းကင်ဒီဘုရားရှင်နိုင်ငံတော်ဖြစ်တယ်။ဘုရားရှင်စိုးစံတော်ရဖြစ်တယ်။အာမင်။ဘုရားရှင်အလုံးပြည့်စုံတော်ရဖြစ်တယ်။ဘာထပ်လို့တည်ထောင်ရမှာတည်ထောင်ရမှာကဘာလဲဆိုတော့မြေကြီးပေါ်မှာဖြစ်တယ်။ဒါကြောင့်နိုင်ငံတော်တည်ထောင်ပါစေတော့လို့ပြောခြင်းဒီနေ့မြေကြီးပေါ်မှာကောင်းကင်ပါလဲဆိုတော့ပေါ်ပြဖို့ဘုရားရှင်ပြင်ဆင်တော်ရဖြစ်တယ်။အာမင်။တော့ချင်းမနဲ့ကိုယ်ပဲခြင်းဆိုတာကောင်းကင်အရက်ကရာကိုမြေကြီးပေါ်မှာထင်ရှားပြတာခြင်းဖြစ်တယ်။တချင်းတော့ချင်းပဲ music ပဲအဲ့မတူလူကိုဆိုနေတာမဟုတ်ဘူးလူတွေကိုချီးမွမ်းနေတာမဟုတ်ဘူးလူတွေကိုအသိပေးနေတာမဟုတ်ဘူးလူတွေကိုမင်းမားလို့ပြောတာမဟုတ်ဘူးယေရှုကိုချစ်တယ်လို့ပြောနေတာလည်းမဟုတ်ဘူးကိုတော့ဘုန်းကြီးပါရဲ့ဆိုတော့ကိုတော့အကြောင်းကိုကျွန်တော်ဆက်ဆိုနေတာဖြစ်တယ်ကိုတော့ကိုကျွန်တော်ချစ်တယ်ဆိုတော့ဝန်ခံနေတာဖြစ်တယ်ကိုတော့ကိုဘုန်းကြီးရဲ့ခေါင်းလုံးပေးတယ်ဂုဏ်ယူခြင်းခေါင်းလုံးပေးနေတာဖြစ်တယ်အဲ့ဒါဒီအားလုံးကောင်းတဲ့အရာမရှိနေတယ်အဲ့တော့အဲ့ဒီကိုယ်ပဲချီးမွမ်းခြင်းကနေယူဆောင်ရတဲ့မျက်မှောက်တော်ထဲမှာဒီနေ့ပဲချင်းဆိုသွားတယ်စောစောချင်းဆိုသွားတယ်အဲ့ဒီမျက်မှောက်တော်ထဲမှာမျက်မှောက်တော်မှာနော်
တော်တင်တဲ့ကျမ်းစာတင်တဲ့အခါမှာ okay ခွဲခြားစိတ်ထားရှိတယ်အရေးကြီးဆုံးတစ်ခုရှိတာပါဆို indwelling present ကိုခေါ်တဲ့ကျွန်တော်ထဲမှာကဲမို့တော့မျက်မှောက်တော်နဲ့နောက်တစ်ခုက manifested present ကိုခေါ်တဲ့ထင်ရှားသောမျက်မှောက်တော်ဘုရားဆိုတဲ့အခါမှာထင်ရှားသောဘုရားရဲ့မျက်မှောက်တော်ထဲမှာမဖြစ်နိုင်တော့ရခုမှမရှိဘူးထင်ရှားသောမျက်မှောက်တော်ထဲမှာငါဆိုရမနေတယ်ထင်ရှားသောမျက်မှောက်တော်ထဲမှာကျမ်းမာခြင်းဖြစ်တယ်အာမင်ထင်ရှားသောမျက်မှောက်တော်မှာနမိတ်လက္ခဏာဖြစ်တယ်မထင်ရှားဘူးဆိုရင်ကျွန်တော်ထဲမှာဘုရားကရှိနေတာပဲကျွန်တော်ထဲမှာကျင့်ဝတ်နေတာပဲဘုရားကအီမာနူလာလို့ခေါ်တာကိုငါတို့နဲ့အတူရှိတော်မူသောဘုရားဆိုကျွန်တော်နဲ့အတူရှိတဲ့ဘုရားဆိုတော့အမြဲတမ်းရှိနေတာပဲထင်ရှားခြင်းကတော့အဲ့ဒီဘုရားကိုယ်တိုင်ကကျွန်တော်စီကနေစီစီပြီးလှုပ်ဆောင်လာတဲ့အခါမှာအဲ့ဒီညံ့မောက်တော်ထဲမှာကျမ်းမာခြင်းဖြစ်လာတယ်နမိတ်လက္ခဏာတွေဖြစ်လာတယ်အာမင်တော့ဘုရားရှင်ကျွန်တော်တို့ကိုရွေးခေါ်ပြီးတော့ကောင်းကင်နိုင်ငံအရာဘယ်လိုလဲဆိုတာကိုကျွန်တော်တို့ကစစ်ဖို့ပြဖို့အကြံစီထားခြင်းဒီမူလချင်ဖြစ်တယ်။တော့ချိန်တော့ကောင်းကင်တကာပွင့်ခဲ့ပါတယ်။အဲချိန်မှလည်းအေဒီဝေးပါ။ဒါပေမဲ့စာရန်တော်ပြီးတော့အာမင် yes and amen တော့ထူလိုက်တဲ့အခါမှာစာရန်ကပြောရတဲ့ခတ်သိမ်းကိုအာရနဲ့ဧဝက yes ကိုဘောထူလိုက်တဲ့အခါမှာအာရနဲ့ဧဝကရှိအခွင့်အာဘာခွင့်အာလဲညီကြီးကိုအုပ်ဆိုးတဲ့ခွင့်အာပင်လယ်ကားကိုအုပ်ဆိုးတဲ့ခွင့်အာညောင်ပြဆောင်ဝေဖွားကြညီကြီးကိုပြည်ပြီးနိုင်ကြလို့ဆိုတဲ့အုပ်ဆိုးတဲ့ခွင့်အာအားလုံးဘုသူစီရောက်သွားလဲဆိုရင်စာရန်စီရောက်သွားတယ်။အဲစာရန်ကယေရှုခရစ်တော်ဒီလိုကြွဆင်းလာပြီးတော့ယေရှုခရစ်တော်ရဲ့လေးတဲ့စာရှောင်ပြီးထွက်လာတဲ့အချိန်မှာစာရန်ကလာပြီးယေရှုခရစ်တော်ဆိုလာတယ်။ကိုတော်နဲ့ကြည့်ပါတိုင်းနိုင်ငံဘုံစည်းစိမ်အောင်ခွင့်အာဏာလို့ကျွန်တော်ကိုအပ်ခဲ့ပြီးတဲ့ကျွန်တော်ကိုအပ်ခဲ့ပြီးတဲ့စာရန်ကခေါ်တာမဟုတ်ဘူး။သူ့ကိုလည်းလိုက်ကူနဲ့အာဏာနဲ့ဧဝကဘုရားပေးခွင့်အာဏာအားလုံးကိုလွှဲပေးလိုက်တယ်။ကျွန်တော်တစ်ခုပြောပြမယ်။ဝိညာဉ်ရေးရအလွှဲပြောင်းဆိုတာအများကြီးလုပ်เสียမလို့အာမင်ထူလိုက်ရုံနဲ့ဝန်ခံလိုက်ရုံနဲ့တရားပဲပြောရ yes လို့သဘောတူလိုက်ရုံနဲ့ဘာလို့သဘောတူလဲရောက်လာတဲ့ message ကိုရောက်လာတဲ့သတင်းစကားကိုသဘောတူလိုက်ရုံအဲ့သဘောတူတဲ့အရာအဲမှာအလွဲပြောင်းဖြစ်သွားတယ်အဲ့ဒါဝိညာဉ်ရဲ့သဘောတရားဖြစ်ဝိညာဉ်ရဲ့သဘောတရားအဲ့တော့လာတဲ့ကုလည်းစာရဏကသဘောပေါက်တော့ယေရှုစီကကိုတော်တဲ့ဒီအခွင့်အာဏာကိုကိုပြန်ပေးမယ်။အဲ့တော့ယေရှုဘာကြောင့်ဒီလောကကိုကြွလာလဲဆိုတာကိုစာရဏကသဘောပေါက်အောင်ရအောင်။ကိုတော့ဒီခွင့်အာဏာကိုပြန်ပေးမယ်။တစ်ခုပဲလုပ်ပေးပါကျွန်တော်ကိုပိုးွယ်ပါ။အားလုံးကိုပေးကျွန်တော်အဲ့ဒီအားလုံးကဘာပါလဲဆိုရွှေပွေပါတယ်၊ကျွဲဝါခြင်းပါတယ်၊အောင်မြင်ခြင်းပါတယ်၊ဘုံစည်းတဲ့အခွင့်အာဏာအကုန်လုံးပါတယ်။ဤကဘာမျိုးအုပ်စိုးခြင်းရခတ်သိမ်းကျွန်တော်အားနဲ့အေဝါကကျွန်တော်စီလာအပ်သွားတယ်။အခုကိုတော့လာရဲဆိုကျွန်တော်သိပြန်ပေးမယ်တစ်ခုပဲလုပ်ကိုးွယ်ကျွန်တော်ပြောတာကိုးကွယ်ခြင်းအရာတဲ့အထက်မှာရှိဒီကောင်မောင်တို့အိုဆိုဒီခွင့်ရတာအားအထက်မှာကိုးကွယ်ခြင်းရှိယေရှုဘာနဲ့ပြောလဲဘုရားသခင်ရဲ့ဘာလို့လဲကိုးကွယ်ရလို့ချမ်းသာတာအာမင်ဒီနေ့ကျွန်တော်ကိုးကွယ်ခြင်းမှန်ပါစေကျွန်တော်ရွေးချယ်ခြင်းမှန်ပါစေကျွန်တော်ဘုရားကိုးကွယ်တယ်ဘာကြောင့်ဆိုချမ်းသာတယ်ကျွန်တော်ဘုရားစီကိုလာပြီးဆုတောင်းတယ်ဘာကြောင့်လဲကျမ်းမာခြင်းဘာကြောင့်လဲအောင်မြင်ခြင်းမှန်ပါလေလာရင်ဘုရားရှင်အောင်မြင်ခြင်းကိုပေးတဲ့ဘုရားဖြစ်တယ်ဘုရားရှင်နေလို့တဲ့ဘုရားကိုအပြစ်သားကိုလက်ခံတဲ့ဘုရားဖြစ်ဒါပေမဲ့ကျွန်တော်တို့နှလုံးသားထဲမှာအမြဲတမ်းဘုရားရှင်စီကိုဘယ်လိုပုံစံနဲ့ကိုးကွယ်နေတာလဲကိုးကွယ်ခြင်းဆိုကျွန်တော်ပြောမယ်ကိုးကွယ်ခြင်းဆိုပေးခြင်းပေးဘာကိုပေးတာကျွန်တော်ရဲ့အတ္တဘုရားရှင်ကိုပေးတာကိုးကွယ်ခြင်းကျမ်းစာမှာကိုးကွယ်ခြင်းဆိုစကားလုံးမှာတွေ့ရပထမဆုံးချက်အာဗြဟံကသူ့ရဲ့သားဣဇက်ကိုပူဇော်မဲ့အချိန်မှာစပြောတာဘာလဲသိလားကိုးကွယ်ဖို့ငါကောင်းပေါ်သွားမယ်ပထမဆုံးတွေ့ရဘာမျိုးစင်မှာပေါ့ဘာဆီမမ်ဆိုအာဗြဟံကျေးဇူးတော်ကမတော်ဘူးနော်ယူစီဒီမီတာမတော်ဘူးအဲ့ဒါသူဘယ်လိုစလုံးတော့လဲကိုးကွယ်ဖို့ကောင်းမယ်နောက်ခုကျမ်းစာထဲမှာချစ်တယ်ဆိုစကားလုံးမှာစပြရတယ်အာဗြဟံကဣဇက်ကိုပူဇော်တဲ့ချက်ချစ်တဲ့စကားလုံးစပြီးကျမ်းစာတော်တော်လေးစပြရတယ်ချစ်တဲ့ပြောင်းနေချစ်တဲ့အဖေနဲ့သားကြတဲ့ချစ်တဲ့အဲ့မှာစပြရတင်ချစ်ရတော့ဦးရီတော့တယောက်ကြီးတော့ငါ့ကိုပူဇော်ပါတော့ဘုရားတင်တော့အဲ့တော့ကောင်းသောချစ်တဲ့ကိုပေါ်ပြနိုင်တာဖခင်နဲ့သားသမီးကြားထဲမှာဖြစ်တယ်အဲ့တော့ဒီဘုရားခင်ဒီသူအင်မတန်ချစ်ရတော့ဘာလို့တော့ယေရှုကိုပေးသည့်အတိုင်းကျွန်တော်တို့ကိုချစ်တယ်ဘာမှမသိထူတာသူတိတ်ချစ်ရတဲ့ဘာလို့တော့ယေရှုပါပဲအာမင်အဲ့တော့ယေရှုဒီလောကကိုကြွဆင်းလာခြင်းဒီအာနဲ့အေဝါအဖြစ်ပိတ်သွားတဲ့ဘုရားရဲ့မျက်နှာသာပေးခြင်းဘုရားခင်လှုပ်ဆောင်ခြင်းတွေကောင်းကင်ရက်ကဆင်းကြပြီးအမြဲတမ်းမိတ္တာရဲ့အီမာနွေလဘုရားဖြစ်ခြင်းတွေအားလုံးကိုပိတ်သွားတာကိုယေရှုကပြန်ဖွင့်ဖို့ရဒီလောကကြွယေရှုကြွလာစတဲ့ကနေုံတဲ့မဟုတ်ဘူးထာဝရတဲ့ပြေတဲ့မဟုတ်ဘူးအဲ့ယေရှုရဲ့မကုန်ပါလားအဲ့ယေရှုဖွင့်သွားတဲ့ကောင်းကင်ကမကုန်ပါလားကောင်းကင်ကပိတ်နေတာဘုရားစကားမပြောတော့
ဘုရားသခင်စကားမပြောတော့ဘုရားသခင်လှုပ်ဆောင်မှုမရှိတော့ဘူးဘာကြီးထွားတော့ဘာသာရေးကြီးပါလဲတော့မလားဘုရားသခင်စီကအတမကြားတော့ဘုရားသခင်စီကလှုပ်ဆောင်ခြင်းမတွေ့ရတော့ဘုရားသခင်လူတွေနဲ့မဆက်သွယ်တော့ဘူးဆိုရင်ကြီးထွားရခုရှိတာဘာသာရေးဖြစ်အဲ့တော့ဘုရားသခင်ဒီမှာဟောဓမ္မသစ်ကြားမှာဆိုင်းတဲ့ကာလဖြစ်တဲ့ဒီပေါင်း400ကာလလောက်မှာပေါ့ဝင်တဲ့ပတ်ဝန်းကျင်မှာဘာတမ်းမှမကြားဘူးဘုရားသခင်စီကတော့ဘာကြီးထွားယူလာပါကြီးထွားတယ်ဖိုင်ရှယ်အားကောင်းလာယေဘရဟိကအာနာရှင်ဖြစ်လာတယ်သူတို့အားလုံးဘုရားကြောင့်အကုန်လုံးသိဘာနဲ့ပုံနာနဲ့သိတယ်အထက်မှာတော့ရှိတော့အဲ့တော့ဘုရားသခင်စကားပြောခြင်းမခံစားရတဲ့ခါမှာလူတွေကဘုရားသခင်ကိုရှာဖွေပြီးနှီးလို့တော့ကြိုးစားစာငတ်နေကြတယ်အားလုံးကအဲ့ဒီအချိန်မှာပရိသတ်ဆရာယောဟန်ကစပြီးတော့နောက်သားတဲ့တော့နိုင်ငံတော်တည်ယူနေပြီဆိုတော့ယေရှုကတော့ကြွလာတဲ့လမ်းကိုပြင်ဆင်လို့တော့စပါတယ်တော့မှနှစ်ကျော်တော့ပြီးရတယ်နိုင်ငံတော်တည်ယူနေပြီအဲ့နိုင်ငံတော်တည်ထောင်မှရှင်ကြွလာနေပြီလို့ပြောတယ်အဲ့ယေရှုကြွလာတဲ့ခါမှာအဲ့ယေရှုကြွလာတဲ့ခါငါကမင်းတို့ကိုရှင်နဲ့ပရိသတ်ပြီးအခုလာတဲ့လူကတင်းတို့ကိုဝိညာဉ်တော်နဲ့ကောင်းပြီးတယ်ကောင်းပရိသတ်ပြီးမှဖြစ်တယ်ငါကမင်းတို့ကိုရှင်နဲ့ပရိသတ်ပြီးနောက်တော့မဟုတ်ဘူးအခုကြွလာတော့အတင်းတို့ကိုဝိညာဉ်တော်နဲ့လည်းကောင်းမင်းနဲ့ကောင်းဖြစ်ပြီးမှဖြစ်တယ်အာမင်ယေရှုခရစ်တော်ကပရိသတ်ဆရာယောဟန်ရှိဒီနေ့ချက်ရေဘဝချတဲ့အချိန်မှာကောင်းကင်ဖွင့်ကောင်းကင်ကအတန်လာဤသူကငါမြင့်တဲ့ဉာဏ်တော်ရငါ၏ချစ်သားပဲဘသူမှသမိုင်းမှာအဂျူးလူတို့ရဲ့သမိုင်းမှာယူဒရဲ့သမိုင်းယူဒဘာသာရဲ့သမိုင်းမှာဘယ်လူသားတယောက်ကိုမှကောင်းကင်ကအတန်ဖွင့်ပြီးတော့ငါချစ်ရတယ်တော့ပြောခဲ့တယ်ငါကျွန်တော်ပြောတော့မယ်ငါတကယ်ကျွန်တော်တော့မယ်ငါလူတို့တော့မယ်ဒါပေမဲ့ဘသူ့ဘုံမှာငါချစ်ရတဲ့သားလို့ဘုရားကပြောခဲ့။ဒါပေမဲ့ယေရှုခရစ်တော်လေးဟူသောလူသားရဲ့အပေါ်မှာရေကထားတဲ့ချိန်မှာကောင်းကင်ဖွင့်ပြီးတော့ဤသူကငါနဲ့တဲ့လူကငါချစ်တာ။ဝိညာဉ်တော်ဆင်းကြွလာတယ်ကျုံးလိုက်ကြတော့သူ့ဘုံမှာကြည်နေတယ်။အဲဝိညာဉ်တော်ကိုဥဆောင်သွားတယ်။စာဆောင်နဲ့တော့ရကိုဥဆောင်သွားတယ်။ရလေးတဲ့စာဆောင်ပြန်ထွက်စာရမနဲ့ဆိုတဲ့သွေးဆောင်တယ်သွေးဆောင်ခံရတယ်။ဘုရားရှင်တော်ကပိုးဝယ်ဆိုတော့သူရရတဲ့အရာကိုရက်တယ်ယေရှုကအဲ့ဒီရက်ဒီချင်းအဖြစ်သူတော်လာတဲ့ခါမှာနမိတ်လက်ကြီးမှာဖြစ်အဲ့ဒီနေရာရောက်တဲ့ခါကျတော့ဒီမောဖမ်းမယ်အောင်ရောက်ထိုင်တယ်ပြီးတော့ကျွန်တော်ခောက်ပြန်လာတော့မင်းကိုနာမည်နဲ့တော့သူ့ပြောလိုက်တဲ့ခါကျတော့သူဟာနာမည်နဲ့တော့သိပါလားလို့ယေရှုပြောတဲ့ခါမင်းကိုနာမည်နဲ့တော့သိလို့မှန်အောင်ပါလေဒီနေ့မှာကောင်းကင်တကားဖွင့်ပြီးတော့ကောင်းကင်ငါရဲ့လူသားရဲ့အပေါ်မှာကောင်းကင်တမန်ကြီးဆင်းလိုက်တက်လိုက်နဲ့ပေါ်ရတာကိုမင်းတို့မြင်ရလိမ့်မယ်။ယေရှုကပြောတော့ဗါလေကောင်းကင်ပွင့်လက်ပြီးတော့လူသားရဲ့အပေါ်မှာကောင်းကင်တမန်ကြီးဗါလေဆင်းလိုက်တယ်ဒါဆိုအဲ့ဒီလူသားလေကားဖြစ်နေတာပေါ့။ဗါလေကားလေကောင်းကင်နဲ့မြေကြီးကိုချိတ်ဆက်တယ်လေအဲ့ဒါဘူးယေရှုကတာဘူးလေပြောယေရှုကတော့ဒီတော့ယေရှုကတော့အဲ့ဒီပြရမရတဲ့ချိန်ချင်းအားလုံးယေရှုဖြတ်ပေးတော့ပြီအဲ့ခရစ်တော်နဲ့တူတယ်ပြီးတော့ခရစ်တော်နဲ့ပြန်ရှင်ပြီးတော့အသက်တော်အသက်တာမှာပြန်ပြီးအသက်တော်အသက်တာမှာပြန်ပြီးတော့အသက်ရှင်နေဆိုတဲ့လူတယောက်စီနဲ့အသက်တာကိုဘုရားကဘာပြောလဲဆိုရင်ဤသူကငါနဲ့တဲ့ပြန်ကငါချစ်တာကျွန်တော်တို့ယဉ်ကျေးချက်နဲ့နေတော့ပါလားယဉ်ကျေးချက်နဲ့ခရစ်တော်နဲ့အတူတည်ပြီးတော့ခရစ်တော်နဲ့အတူပြန်ရှင်ယေရှုခရစ်တော်ကပထမဆုံးယဉ်ကျေးချက်နဲ့ချိန်ရေထဲမှာသူနှစ်လိုက်အဲ့သူ့ရဲ့သူတနေ့ကျရင်ကျွန်တော်အပြစ်အားလုံးအတွက်လောကထဲမှာအသေးခံပြီးတော့သူရဲ့အသက်ကိုဆုတ်မယ်ဆိုကြတော့ prophet ပြလိုက်ရေကထားတဲ့ချိန်မှာသူအသက်ပြန်ရှင်မယ်ဆို prophet ပြလိုက်အဲပြန်ရှင်လာတဲ့ချိန်မှာသူပြောင်းတယ်မဟုတ်တော့အဲ့ဒီရှင်တဲ့ထားမှချစ်တဲ့ကိုယ်အပြင်သိမ့်ပိုက်တော့မိတ်ဆွေကျွန်တော်တို့ပါလာအာမင်အဲ့ဒီခရစ်တော်ရဲ့အထက်မှာကျွန်တော်တို့ပါလာပြီအဲ့ပါလာတဲ့ချိန်မှာဘာဖြစ်လဲကောင်းကင်ဖွင့်ဘာပြောလဲဤလူကငါနှစ်သက်နေလို့ရငါချစ်တာကြည့်တော့ကျွန်တော်ခရစ်တော်ကိုလက်ခံလိုက်တဲ့အခါမှာကျွန်တော်ရဲ့အပေါ်မှာဘာဖြစ်လို့ကောင်းကင်ဖွင့်ခြင်းရှိပါလဲဒီမှာဘုရားမှာကောင်းကြီးပါကောင်းကင်ဖွင့်ခြင်းရဲ့အပေါ်မှာဘာပြောလဲမင်းဟာမချစ်ရတယ်ချစ်စကောင်းတဲ့လူမှထိုင်နေအာမင်ဒီကလူပြောတော့ချစ်ရချစ်ဖို့ကောင်းတဲ့လူဒီမှာအချင်းချင်းဆိုတော့ဖခင်ရဲ့ချစ်ခြင်းကိုခံရတော့သူတွေဖြစ် Praise the Lord Praise the Lord အဲ့ဒါကျွန်တော်တို့ချီးမွမ်းရအောင်ဖြစ်တယ်အဲ့ဒီဖွင့်တဲ့ကောင်းတဲ့တကားလေးပြန်ပိတ်သွားတဲ့စကားမှာပေါ့ဒီကောင်မှတော့အတိတ်ကပါလေအခုချိန်ကောင်းပြီဖွင့်တယ်တော့ကျွန်တော်အခုချိန်မှာပါတော့ကျွန်တော်တို့ဘုရားရှိခိုးမျက်နှာရတော့ဘာကြောင့်ပြောရလဲကျွန်တော်တို့တောင်းတာကျွန်တော်ချောနေလို့
ကားပြီးကျွန်တော်ကလည်းဖွင့်တယ်တော့ကျွန်တော်သွားတဲ့နေရာတိုင်းဒီကောင်းပြီဖွင့်တယ်ဟာလေလုယာအာမင်တော့ကျွန်တော်ဘာဖြစ်လဲကျွန်တော်တို့ဒီခရစ်တော်ထဲမှာရှိခရစ်တော်ဒီကောင်းကင်နဲ့မြေကြီးနဲ့ချိတ်ဆက်ထားတယ်အဲဒီလူသားရဲ့ပေါ်မှာကောင်းကင်ထဲမှာရှင်းလိုက်တက်လိုက်ပူဆောင်လို့ပြောထားတယ်အတိတ်ကကျွန်တော်တို့ရဲ့အသက်တာတွေမှာဘုရားရှင်ရဲ့ကောင်းကင်နဲ့ဆိုင်ရောကောင်းကင်ထဲမှာမြေလှုပ်ဆောင်နေရှိတာဒီကောင်မှမဟုတ်ကျွန်တော်တို့တယောက်တည်းသွားရင်တယောက်တည်းသွားနေတာမဟုတ်တော့ကျွန်တော်တို့ကောင်းကင်ထဲမှာနဲ့ခြံရပြီးတော့ကျွန်တော်တို့ကိုပြုစုတော့ဘုရားကပို့ဆောင်တယ်ဒါကြောင့်ဘောတော့ဘာရင်းလဲဆိုတော့ကောင်းကင်ထဲမှာဆိုတာကခရစ်တော်ရဲ့အသွေးနဲ့ရွေးဝယ်တဲ့ကျွန်တော်တို့ကိုအလုံးကျွေးပြီးဝင်ဘုရားရှင်ခန့်ထားတဲ့စေခံနမကြီးဖြစ်တယ်ဟာဘောလို့အဖေရခေါ်ရတယ်ဘာကျန်တဲ့ကောင်းကင်ထဲမှာဆိုသူ့ရဲ့ပါဝါနေတာမဟုတ်တာအခါတိုင်းကောင်းကင်ထဲနဲ့တည်တဲ့ပုံစံကောင်းကင်ထဲမှာဘလောက်ပါဝါပူဖြစ်တယ်မောရှေကဟိုဣသရေလလူတွေဟိုတိနာတောင်ချိန်မှာအပြစ်လုပ်တဲ့ခါကျတော့ဘုရားရှင်နဲ့တော့လုပ်တဲ့ခါဘုရားရှင်မှာတော့လဲဆိုမင်းတို့တော့မနိုင်တော့ဘူးဘုရားရှင်နဲ့စစ်တော့အရန်ချစ်တာလေကွာအရန်ချစ်လို့ပါအသွေးနဲ့ရွေးပြီးခေါ်လာတာတိုးတဲ့အသွေးနဲ့တိုးပြီးခေါ်လာတာခေါ်ရွေးထုတ်တာပေါင်းပိုင်းတဲ့ကိုကနေပြီးတော့ပင်လယ်ကြီးကိုဖြတ်ခိုင်းတာရင်းချင်းခံတာပင်လယ်ကြီးကိုဖြတ်ခိုင်းတာပင်လယ်ကြီးဟာတော့ပင်လယ်ကြီးကခွဲတဲ့အချိန်မှာပင်လယ်ကြီးဟာဒီဣသရေလလူမျိုးတွေလွတ်မြောက်လာဖြစ်ပေမဲ့စာရန်နောက်ကလိုက်လာတဲ့ဖာရောမင်းကစာရန်ပုံဆောင်တာဖာရောမင်းဒီရှေ့မင်းဒီစာရန်တော့အဲ့ဒီပင်လယ်ကြီးဟာတင်နိုင်မှုဖြစ်တရားစီရင်နေရတယ်အဲ့လိုလက်ဝါးကားလိုက်ဆိုတာကျွန်တော်တို့လွတ်မြောက်လာဖြစ်ပေမဲ့စာရန်ပဲရှုံးနေတယ်ဒီတော့အဲ့ပင်ပြန်အဲ့လိုခေါ်လာအဲ့မဲ့တိနာတော်စီရောက်တော့တိတ်မကြဘူး50ပဲကြာတဲ့ကောင်ပေါက်ရတယ်လို့ပေါ့ပြောင်းရမ်းစစ်တော့ချစ်တယ်ရမ်းတော့ဝင်လို့တော့ချစ်တယ်ကွာအဲ့တော့မလိုက်တော့ဘူးလေနည်းစိတ်ကောင်းကြတယ်မောရှိကပြန်တော့တော့ဒီကိုရောမလိုက်တော့တော့ပြန်စိတ်ကောင်းတယ်ဗျာမက်ထရပြန်စိတ်ကောင်းတယ်ဗျာပြောမှတော့ရမ်းချစ်တော့အဲ့နဲ့ဗျာကြီးကတော့မလိုက်တော့ဘူးမင်းတို့ကောင်းကင်တမန်နဲ့လွတ်လိုက်ဘာလို့လဲဒီလားကောင်းကင်တမန်ကားတဲ့တင်လို့ရှိမှကျန်တယ်လို့ရှင်းပေးတယ်အဲ့ဒီဂရိတော်ထားတာလို့မင်းတို့ဝင်ရတယ်ကောင်းကင်တမန်တော့ဒီပါဘူးဖြစ်တယ်ဗျာကြီးတော့လိုက်ဆောင်လို့အဲ့လိုဒီကောင်းဖြစ်တယ်ဒါပေမဲ့အဲ့လိုဒီကြီးမားတကိုးနဲ့ပြည့်စုံတဲ့ကောင်းကင်တမန်ကဘာဖြစ်လာလဲဆိုရင်ကျွန်တော်တို့ရဲ့အစေခံဝင်ဖြစ်တယ်အဲ့တော့ကျွန်တော်တို့တန်ဖိုးတော့ကြီးတယ်ဗျာဒီကောင်မှမဟုတ်ကျွန်တော်တို့ဒီကောင်းကင်နဲ့ဆိုင်တော့ကောင်းကင်တမန်အလုပ်ကျွေးပြုဖို့နဲ့ထိုက်တယ်တော့ဘုရားခင်အသွေးနဲ့ရွေးဝယ်တော့ဘုရားမျိုးတွေဘုရားခင်အလိုဝတ္တမနဲ့တင်းတော့ငါပိုင်ထိုက်တော်မူတဲ့အပေါင်းတင်းနဲ့မင်းစီးတဲ့ရှိတဲ့ရစ်တော်ရဲ့အမျိုးတွေကျွန်တော်တို့လည်းမိမဆိုလို့ပြောနေတာဟေးမင်းစီးတဲ့ရှိတယ်နော်မင်းကရစ်တော်ရဲ့အမျိုးတွေမင်းကငါပိုင်ထိုက်တဲ့အပေါင်းတင်းနဲ့ငါရွေးထားတာတီးတဲ့ဆွဲတော့လာတီချုံတဲ့တံပိုးတော့ကြီးမှာဒါကြောင့်လို့ကျွန်တော်ရမ်းကြငယ်တော့ရမ်းကြတဲ့ရှင်ပေါ့ရှိတယ်ကောင်းတဲ့တမန်ဆိုလိုက်တော့ရှိဟုတ်ရဆိုလို့မရဘူးဆိုတယ်တိတ်ပြီးတော့ဘာချင်းလဲအသွေးတော့ချင်းအသွေးကတို့တဲ့ကောနာမှာပေါ့ကျွန်တော်တို့တော့ကျွန်တော်ကဆိုပြီးရှိတယ်ဟာလေလုယာကျွန်တော်ကချီးမွမ်းရတယ်ဒါပေမဲ့ကောင်းတဲ့တမန်ချီးမွမ်းလို့မရဘူးအဲ့အတွက်ဟိုအသွေးတော့လည်းတော့မရဘူးတို့လည်းမသုံးလူသားပဲတော့ကြည့်တော့အဲ့တော့အသက်ဟာဘာမှမဖြစ်အသက်ဟာဘာမှမဖြစ်အသွေးမှဖြစ်အဲ့တော့ခရစ်တော်ရဲ့အသက်ဘာမှမဖြစ်လဲသူရဲ့အသွေးမှဖြစ်တယ် right အဲ့တော့အဲ့သွေးကိုတိုးနေဆိုအောင်လက်ကိုစွန့်အသွေးနဲ့ရွေးဝယ်ဆိုတဲ့အသက်နဲ့ရွေးဝယ်တာဆိုရင်တင်းရဲ့အသက်ဟာဘာရဲ့တန်ဖိုးလဲတင်းတဲ့ဘောကလည်းညီပါတယ်ခရစ်တော်ရဲ့ကြောလာတယ်ကဲမိုင်ဖို့စမ်းဆောင်နေတယ်နော်ကျွန်တော်ရှာโอเคအဲ့တော့ဘုရားဝယ်စမ်းဆောင်ရန်ကောင်းတော့ဒီကျွန်တော်တောင်းလို့နေတာโอเคဒီဖုန်းကိုကျွန်တော်ကငါးချက်နဲ့သွားဝယ်လို့မရဒီဖုန်းရဲ့ဘောတမတာရှိတဲ့ဆိုင်မှာဒီဖုန်းကိုကျွန်တော်လိုချင်ရင်သူ့ရဲ့တမတ်ထားတန်ဖို့ကျွန်တော်ပေးပြီးဝယ်ရတယ်ဆိုတော့ဒေါ်လာ1000 iPhone ကဒေါ်လာ1000တော့ဒေါ်လာ1000ပေးရင်ကျွန်တော်ဒီဖုန်းကိုကင်ပြီးတော့ဒီဖုန်းတန်ဖို့ဘယ်လောက်ရှိလဲလို့ပြောရင်ဒီကနေ့ဘာပြောလဲဒေါ်လာကတဲ့ကိုယေရှုခရစ်တော်ကသူ့ရဲ့အသက်နဲ့ရွေးဝယ်တဲ့တင့်တယ်ဘုရားယေရှုသားဘုရားကိုပြောတာတင့်တယ်ဘုရားယေရှုနဲ့တူပဲလို့ပြောမိပါဆိုတင့်တယ်ဘုရားယေရှုနဲ့တူပဲအာမင်ကြည်ကျွန်တော်နဲ့တောင်းအောင်ကြည့်တယ်အဲ့တော့ကျွန်တော်တို့ကယေရှုနဲ့တန်ဖို့တူတော့အဲ့ဒီမှာဘုရားကတတ်မှတ်လိုက်မင်းဟာရှုတော်ယူလို့ဖြစ်တယ်မင်းဟာငါရဲ့တောင်းဖြစ်ကျွန်တော်တို့ကြောင့်ကျွန်တော်တန်ဖို့ကြောင့်မဟုတ်တော့ကျွန်တော်ရဲ့မူလတန်ဖို့ဘာမှမရှိဘူးအဖြစ်သားဖြစ်တယ်ဒါပေမဲ့ယေရှုရဲ့အသွေးတော်နဲ့လဲလိုက်တဲ့အခါမှာကျွန်တော်တန်
ဘုံကဒီစက်ကြော်ပါနဲ့ရွေးဝလို့ရကျွန်တော်တန်ဖို့ဒီခရစ်တော်နဲ့တူဖြစ်ပါတယ်ကျွန်တော်ဒီခရစ်တော်ထဲကိုရောက်တာခရစ်တော်ကိုကျွန်တော်ရဲ့ထဲကိုရောက်တာအာမင်အဲ့တော့ကျွန်တော်တန်ဖို့အဲ့လိုကြီးမားတဲ့အခါမှာကောင်းတဲ့နေရာတွေကကျွန်တော်အလုပ်ကျွန်တော်ပြုလို့မရတော့ဘာကြောင့်လဲခရစ်တော်ကိုဖြစ်နေတယ်ဖခင်ကတော့ဖြစ်နေတယ်ဖခင်သားတွေတော့သူတို့လည်းပါအလုပ်ချင်းပြပါလားကျွန်တော်ကျွန်တော်ရဲ့နေ့ရက်စဉ်ကအသက်ရှင်ဘာဖြစ်လာလဲဆိုရင်ကဲကိုထူးဆန်းတဲ့အောင်ဘယ်အသက်ရှင်ဖြစ်လာတယ်ကျွန်တော်အသက်ရှင်တော့ဘုရားတကိုးကြီးတော့ဘုရားဘိုးဝင်နေဆိုပြီးကျွန်တော်ရဲ့နေ့စဉ်တဲ့တာကိုသူများနဲ့တူတယ်ဆိုကျွန်တော်ဘုရားကိုပြောလို့ Come on ကျွန်တော်ကိုယ်ဝင်နေတဲ့တကိုးကြီးရဲ့ဘုရားကိုပြောပြီးတော့ကျွန်တော်ရဲ့အသက်ရှင်မှုကသူများနဲ့တူတူပဲဆိုရင်ကျွန်တော်ဘုရားတကိုးကြီးကဘယ်လိုလုပ်သိလဲအဲ့တော့ဘုရားဘာလို့ချင်းကျွန်တော်စီကလည်းသူ့ဘယ်သူလဲဆိုပေါ်ပြချင်တယ်သူကချစ်ချင်းနဲ့ရှင်ဖြစ်တယ်ဆိုတော့ကျွန်တော်စီကပေါ်ပြတယ်လူဆိုတာကမြစ်တာကိုမခံစားတဲ့ဒီနောက်ကိုလည်းမြစ်တာမပေးတယ်။ပြန်ပြီး research လုပ်တဲ့အခါမှာ offhand မိဘမဲ့ကလေးအားလုံးပြန်ပြီးတော့ research လုပ်တယ်ပြီးတော့အရင်ဆိုပေးပြီးတဲ့လူတွေ research လုပ်တဲ့အခါဘာရှာဖွေတွေ့ရှိတယ်ဆိုရင်အဗြဟံမှာဆိုတဲ့မိုင်းကတော့လူဆိုးတွေတော့များများရမယ်လို့များစုပြီးသူတို့ရဲ့ငယ်စဉ်ဘဝမှာမိဘရဲ့မြစ်တာကောင်းဆောင်ခံပါခဲ့။အဖြစ်ကတော့ဘာကြောင့်သူတို့မြစ်တာခံစားရတော့သူများကိုဘယ်လိုမြစ်တာပြရမှာသိတယ်။ဟုတ်ဒီကျွန်တော်ရဲ့အတ္တကဘုရားသခင်ကသူကမေတ္တာရှင်ဘုရားကျွန်တော်တို့ကိုချစ်တယ်ဆိုတဲ့အရာကိုကျွန်တော်တို့မခံစားရဘဲနဲ့ကျွန်တော်တို့များဘယ်လိုမှချစ်လို့မရဘူးဒီကောင်မတို့အာမင်ဘုရားရဲ့မေတ္တာကိုခံစားဖို့လို့လေဘုရားသခင်ပြည့်ခွင့်လို့ခြင်းကိုခံစားတဲ့မှာသူတော်ကိုပြည့်ခွင့်လို့နိုင်ဘုရားသခင်ပြည့်တဲ့ချမ်းသာခြင်းကိုအရင်ရတဲ့အခါမှာသူတော်ကိုပြန်ပြီးချမ်းသာစေလို့ဖြစ်လာတယ်ဘုရားရှင်ထောက်ပံ့ခြင်းကိုအရင်ရတဲ့အခါမှာသူတော်ကိုပြန်လည်းပေးကမ်းလို့ဖြစ်လာတယ်အဲ့ဒါကစ조사လို့မရစ조사ရင်ကဘာသာရေးဖြစ်လူတိုင်းလုပ်လို့ရတယ်ဘာသာရေးရဲ့ကောင်းတာလို့ပြောတယ်ဘုရားဒီကောင်ကိုချစ်တာလားညာကိုချစ်အကုန်လုံးပြောတယ်ဒါပေမဲ့တကယ်တော့မလုပ်နိုင်ဘူးဘာကြောင့်အထက်မှာမြစ်တာမရှိဘာကြောင့်မြစ်တာမရှိလဲမြစ်တာမရကျွန်တော်မြစ်တာကိုပေးပိုင်လို့ရှိရင်မြစ်တာရှိမရှိနောက်ဘုရားသခင်ချစ်ချင်တာပြောပြီးအာမင်အဲ့တော့အဲ့ဘုရားကကျွန်တော်စီကမြစ်တာကိုစီစဉ်အဲ့မြစ်တာမှာလုံလောက်ချရှိတယ်ဝမ်းနဲ့ညိတ်တဲ့ချစ်ရှိဟာလေလုယာအဲ့ဒီမြစ်တာကိုခံစားရတဲ့အခါကျွန်တော်ကသားသမီးသားနဲ့အဖေနဲ့ဆက်ဆံရေးဖြစ်သွားတယ်မိဘနဲ့သားသမီးဆက်ဆံရေးဖြစ်သွားတယ်ကျွန်တော်သားဒီမှာထိုင်နေသူနေမကောင်းတာကျွန်တော်ပြောမထင်လားမပြောသူစားတယ်မရှိတာကျွန်တော်ပြန်ပြောမထင်လားကျွန်တော်မပြောဘူးအဲ့တော့ဘာလို့သူ့ကိုကျွန်တော်ထောက်ပံ့မယ်သူ့ကိုကျွန်တော်ချမ်းသာစေကျွန်တော်ကုမယ်ကျွန်တော်စူးစမ်းမယ်အောင်ကျွန်တော်တက်နိုင်တော့ဒီသဘောပဲကျွန်တော်ကိုတားလို့တတ်မှတ်နေတဲ့ဖျားသည်ကျွန်တော်စားတယ်မရှိတာပြောနေပါလားမပြောဘူးတော့ဒါဖျားကထောက်ပံ့တော့ဖျားတယ်မသိစေအဲ့ချိန်မှာသိစေတာကျွန်တော်ကိုထောက်ပံ့နေတယ်အော်မှမထောက်ပံ့ဘူးကျွန်တော်နာမချက်တဲ့ချိန်မှာကျွန်တော်ချမ်းသာစေအော်ငါဖျားငါ့ကိုချမ်းသာစေအဲ့ဒီမှာလူတွေကနာမည်ပေးလိုက်တယ်ပြန်ပြီးတော့ကျမ်းမာတော့ရှိထောက်ပံ့တော့ဘုရားနာမရှိဘူးဘုရားနာမတော်တော်များများလူကပြန်ပြီးဘုရားကသူ့ဟာသူပြောတာပဲရှိတယ်အိုင်နာပဲသူနဲ့နိုင်ရှိလို့ဘာမှမပြဘုရားကိုခိုးရတော့ပြောလို့ကိုရောဒီကျမ်းမာခြင်းရှိဒါဆိုရှားတယ်ဘာလို့လဲဒီတော့ he's everything ကိုရောအရာဆက်တယ်တော့အဲ့ကိုရောနဲ့နိုင်လို့ရပြောင်းမှမရှိတော့ကိုရောကနာဟန်နာပဲငါ့ကိုဘယ်နဲ့မှမနိုင်ငါဟန်နာပဲအဲ့ဒါဘုရားနာမဖြစ်တယ်ဟာလေလုယာအဲ့တော့လူရတတ်တာဘုရားရဲ့ကောင်းတဲ့ခြင်းကိုခံစားလာတဲ့အခါကျမှအဲ့ဒီဘုရားနာမဆိုတာအသက်ရှင်လာတာအခါမှာထောက်ပံ့ခြင်းကိုခံစားရတဲ့အခါကိုရောဒီထောက်ပံ့တော်ရှိလို့ပြောနေတာဘယ်မှာလဲတတ်တယ်ရှိဘူးဘုရားကအသက်ရှင်ခြင်းဘုရားကြောင့်လည်းတတ်တာမရတဲ့ကောင်လို့ရှင်ဘုရားအာမင်ကျွန်တော်တို့ကတည်းကခုလုံးကိုချိလိုက်တဲ့အခါဘုရားကတတ်တယ်ထူတော်ဘုရားဘာတတ်တယ်လဲသူပြောတဲ့အတိုင်းသူဝန်ခံတဲ့အတိုင်းသူဘယ်သူလဲဆိုတာအလုပ်အားဖြင့်တတ်တယ်ကျွန်တော်ကြားတာကြိုးခတ်ချင်လူကယောဟန်ခန်းကြီးတော့ယောဟန်ခန်းကြီးတော့ဒီတင်းနေကယူဒာလူတို့တွေရရှိတဲ့နိဂောရီရှိသောဖိုင်ရှယ်ပြောက်ညယေရှုထံသို့လာ၍အရှင်ဘုရားကိုယ်တော်ပြတော်မူသောဤနမိတ်လက္ခဏာတို့ကိုဘုရားသခင်အခွင့်မရှိနေတာဘယ်သူမှမပြနိုင်ဘူးကျွန်တော်တို့ဒီထောက်ရကိုယ်တော်ဘုရားသခင်ထံတော်မှာကြွလာတော်မူသောဆေးရဖြစ်ကြောင်းကိုသိကြပါ၏ဒါဖတ်ခြင်းနဲ့ညအခါယေရှုထံသို့လာဘယ်သူလဲဆိုတော့ဖာရိရှဲတို့ဒီကောနေမလာရင်ကိုနည်းနည်းကြောက်တယ်သူကအာနာရှာတို့ကလူလာလို့ဖာရိရှဲအားလုံးဒီဂျူလူမျိုးအဲယေရှုတို့အသက်ရှင်နေအဲအသက်ရှင်အမှုဆောင်တဲ့အချိန်တွေမှာယေရှုတို့အမှုဆောင်နေတဲ့အချိန်မှာဖာရိရှဲမျိုးဆိုတာကဝိကျချမ်းသာပညာတတ်တဲ့ ruler of ဒီတို့ရဲ့ civilization တို့ရဲ့ဒီဂျူလူမျိုးရဲ့ civilization မှာတို့ကသူက season တွေကပ်ချာကမှတော့ဖြစ်တယ်။ Okay ဘယ်လိုနေရမလဲဘယ်လိုစားဘယ်လိုထိုင်ရမလဲဒါတိုင်းအားလုံးတတ်မှတ်ပြီးတဲ့အရာရှိတယ်။
ခိုင်ပါရရအာရန်သူတို့ကယေရှုတော်ရန်တော်ကြဒါပေမဲ့သူတို့ကတစ်ဖက်မှာတော့သူရဲ့ဂုဏ်သိက္ခာတွေရှိတယ်တော့နေကမလာဘူးညပဲလားဒီကောတွေကလေအဲမှာအရန်ကိုကြည့်လို့အဲ့ဒါသူပြောတယ်ယေရှုတော်ကလည်းရှင်ဘုရားတဲ့ကိုတော်ဒီပြတော်မူသောဒီနမိတ်လက္ခဏာကိုဘုရားခင်ခွင့်မရှိအဘယ်ညမှာပြနိုင်ဒီကိုကျွန်တော်တို့ထောက်ရကဲဘာလို့ထောက်ရှုပြီးတော့ပြောပါဘာလို့ထောက်ရှုပြရပါကိုတော့ပြတဲ့နမိတ်လက္ခဏာကိုမြင်တဲ့အခါမှာအော်ဒီလိုနမိတ်လက္ခဏာကတော့ဘာလို့ရဲ့ဂျူးလူသမိုင်းမှာနှစ်ပေါင်းများမှာဆိုမမြင်ခဲ့ရဘူးဘုရားရဲ့အတန်တော်မချခဲ့ရဘူးဘုရားရဲ့လက်တော်မမြင်ခဲ့ရဘူးဘုရားရဲ့မျက်နှာတော်မမြင်ခဲ့ရဘူးဘုရားကဘာနမိတ်လက္ခဏာမလုပ်ခဲ့ဆိုင်ရကတော့တိတ်ဆိတ်ရတာအခုဒီအရာကိုစလို့တော့ဘုရားအခုပေးလို့ပဲကောင်းသောဘောကတော့ကျမ်းစာတက်တဲ့ပညာရှင်တွေအဲ့တော့ဒီမှာတက်မရှိဒီအရာကိုမြင်တဲ့အခါလာပြီးကိုတော်လေးကိုပြနမိတ်လက္ခဏာတွေကိုထောက်ပြီးတော့ကိုတော်ဒီဘုရားခင်ထံကကြွလာတဲ့ဆရာဖြစ်ကြောင်းမို့တဲ့အကျွန်တော်တို့ပြီးကြပါကြဒီကမှာစကားလုံးလုံးဝဆရာအလုံးမနမိတ်လက္ခဏာဆရာဆိုတာကကျမ်းစာပြီးတော့ဒီနေ့မှာဆရာလို့ပြောနေတယ်တကယ်တော့ကိုရင်းလေးကျမ်းစာပါဆိုတာသူတို့ခေါ်ကြဆိုရပြီပေါ့နော်ကျမ်းစာတင်ပြီးတော့နှုတ်ပတ်ကျမ်းစာတင်ပြီးတော့ယူလူမျိုးမှာအပြည့်အများကြီးအဲ့ခေတ်ကာလတော့နောက်သူတို့ခေတ်ကမှာသူတို့ကဆရာရှိတယ်တပည့်ရှိတယ်မထူးဆန်းယေရှုလည်းလို့တပည့်တော်ဆက်တယ်မှာခေါ်ပြီးတော့တရားဟောတာမထူးဆန်းဘူးလည်းထူးဆန်းတာကယေရှုပြတဲ့ကိုယ်နဲ့ယေရှုပြောတဲ့တရားဟောတယ်ဆရာလည်းပဲပြောတယ်မထူးဆန်းသူတို့ခေတ်ကမှာရှိကြတာတွေကရှိရတာတော့ခုနားတယ်ကိုတော်ချားဆရာနဲ့မထူဘူးတဲ့ဘာကြောင့်ဆိုကိုတော်ပြတဲ့နမိတ်လက္ခဏာတွေရန်ထူးဆန်းဘုရားကခွင့်မပေးဖြစ်တယ်အဲ့ဒါတွေထောက်ရှုတဲ့အခါမှာကိုတော်ကရိုးရိုးဆရာပေါ့ဘုရားစီကကြွလာတဲ့ဆရာဖြစ်တယ်ဒီကဘာသာပြရတယ်နှုတ်ကပတ်တော်တင်ပေးသောအရာနဲ့အဲ့နှုတ်ကပတ်တော်ကိုထင်ရှားစေတော့ခုနမိတ်နှစ်ခုပေါင်းလိုက်တဲ့အခါကျမှအဲ့ဒီမှာဒီကောလေးကိုပြောလို့ရတယ်။တော့ဘုရားရှင်အလုပ်လုပ်ဘယ်တော့မှစကားထူရလို့အဲ့စကားကထင်လို့ထင်ရှား။ဘုရားရှင်ကဘာမှဒီလိုဖန်ဆင်းတဲ့အခါမှာစကားပြောလိုက်တယ်တောက်သွားတယ်ဘာမှဖြစ်မလာဘူးလုံးဝမရှိတော့။ပြောတဲ့အခါခတ်သိမ်းအကောင့်ထဲပေါ်ထင်ရှားအခုချိန်ဒီဘုရားဖန်ဆင်းတော့ရတယ်တိတ်ပဲပညာရှင်တွေကလုံးဝလိုက်စစ်ဆေးလို့မရဘူး။ရှာဖွေနေရတော့အခုချိန်ဒီ straight လုပ်နေရတော့အခုချိန်ဒီ Bible ဟာ scientist တွေပဲအရင်ဆုံးစလေ့လာရဆိုပြနေတော့မယ်။ဘာကြောင့်လဲ in 2000 ဒီလောကကဘာဒီတရှိတဲ့တော့တက်မဲ့ရခတဲ့ကိုဖန်ဆင်းတာတော့စကားဖြစ်တယ်။တော့ဘုရားရှင်တော့စကားလာရင်တက်တယ်ရှိကိုရှိထင်ရှားရှိကိုရှိနမိတ်လည်းဖြစ်ကိုဖြစ်တယ်။အာမင်။ဘုရားရှင်စကားအချင်းကြီးအကြောင်းပဲဘုရားစကားလို့ဖြစ်ကိုဖြစ်။ကျမ်းစာမှာဘောင်းတဲ့ခရီးကိုဖတ်ရရဆက်ဝင်တော့ကောင်းတယ်။ဘောင်းပြဆိုတာတိတဲ့အတိုင်းပဲ။ဒီထောင်နဲ့ချီရအောင်ချုပ်တာ။တည်တည်လေးဆောင်းလေးတည်တည်လေး။အဲ့တော့ကျမ်းစာကပိုက်ကအရင်နဲ့နေလောအောင်ရှိ။အဲ့မှာကဘောင်းတဲ့ခရီးကိုကျွန်တော်ဖတ်တယ်အရင်ဆက်လို့ရှာတယ်။ဘာတွေ့လဲဆိုတော့နော်လွတ်လပ်လာအောင်လို့တဲ့ယေရှုကဘုရားခင်ကဗါလဲဖြစ်စေလို့ကောင်းပြီဟိုဖြစ်စေလို့ဒီနေနေကြပါစေကျေရီလာဖြစ်စေလို့ပြောတဲ့ကောင်ဘာမှမရှိတဲ့လေပါနေကြည့်တယ်မှာကျေရီလာဖြစ်တာဒါနဲ့ရေကိုတော့ရေထဲမှာဘာသက်ရှိတော့မရှိဘာမှမရှိတဲ့ရေကိုဘုရားရှင်ဖြစ်စေလို့ပြောတဲ့ကောင်သက်ရှိတဲ့တော်ရေထဲကနေပေါ်လာဘာမှမရှိတဲ့လေတွေကိုမြေမုံကိုဘုရားရှင်ကအမိန့်ပေးတဲ့ကောင်အဲ့မြေမုံကနေပြီးတော့အသက်ရှိတော်တိရစ္ဆာန်ကိုကိုယ်ပေါ်တိရစ္ဆာန်ဖြစ်လာဟာတော့ဘာမှနားလေရဆိုဘုရားခင်နှုတ်ကပတ်တော်ကျွန်တော်ရဲ့အသက်တာတွေကိုရောက်လာရင်ကျွန်တော်တို့အသက်တာမှာဘာမှမရှိရင်တခုခုတော့ဖြစ်ဖြစ်အာမင်ဘယ်နဲ့မှမထူးနိုင်ကျွန်တော်ပြန်ပြောမလို့ကျွန်တော်ပြန်ပြောမယ်ကျွန်တော်ရဲ့အသက်တာတွေမှာဘာမှမရှိဘူးဘာမှမရှိဘူးဘာမျောနေတယ်မှမရှိဘူးဘာဆိုဘာမှမတတ်နိုင်ဘူးဆိုရင်ဘုရားနှုတ်ကပတ်တော်ရောက်လာဖြစ်ကိုတခုခုဖြစ်ကိုအာမင်တော့ကျွန်တော်တို့ဘာလို့လဲအဲ့ဘုရားရဲ့စကားအဲ့ဘုရားခင်ရဲ့နိုင်ငံတော်မှာစကားနိုင်တယ်ကျမ်းစာဘုရားခင်နိုင်ငံတစ်ခေါက်ခင်လေးငယ်နဲ့စကားပါဘုရားခင်နိုင်ငံတော်ဒီစကားနိုင်တယ်လို့တကိုးနဲ့တိတ်ကြပါဘုရားခင်နှုတ်ထွက်စကားအမြဲတမ်းတကိုးနဲ့မှသင်ချာတာပြောနေတာဒီကောင်မတော်တော့ကျွန်တော်တို့ကဘုရားရှင်နိုင်ငံတော်ကိုလေကျွန်တော်တို့ကကျွန်တော်တို့သိတဲ့အရာတွေပြောပြရတယ်ဒီခေါင်းလုံးမရဘူးဘုရားခင်ကျွန်တော်ပြောတယ်တတ်တယ်ဒီကဘုရားခင်ကဲကျွန်တော်ကပြောတယ်ကျမ်းစာကြီးရှင်လို့ပြောတယ်ဘုရားဘာလဲတတ်တယ်ဒီမှာကျမ်းစာကြီးရှင်လို့ပြောလို့ရတယ်ယောဂအဆုံးပြောမှာ right ကြည့်နော်ကျွန်တော်အဲ့လိုပြောလို့မဟုတ်ဘူးလားကျွန်တော်တို့ထောက်ပံ့ခြင်းမခံစားဘူးကိုယ်ကထောက်ပံ့လို့ရှိဘယ်လိုပြောမလဲကြည့်တော့ကျွန်တော်ရှင်းရတယ်ကျွန်တော်ဘယ်လိုတက်တယ်နဲ့ဘုရားကိုကိုယ်ကနေတယ်ကျွန်တော်ရဲ့အတ္တတာကဘုရားရှင်စကားပြောတတ်တယ်ဘာတွေလဲကျွန်တော်တို့ကနောက်နောက်ဆုံးတက်တယ်
တက်ရှင်ရထောက်ပံ့ခြင်းနဲ့ပတ်သက်တဲ့တည်အများကြီးရှိတယ်ကျမ်းမာခြင်းနဲ့ပတ်သက်တဲ့တည်အများကြီးရှိတယ်ကျွန်တော်မျိုးပြီးတော့သူလည်းတက်ခံပါလေခဏခဏသူရဲ့အသက်တာငယ်စဉ်တည်းကနတ်ဆိုးရဲ့ညှင်းဆဲတဲ့စာရင်းညှင်းဆဲကြအောင်ကြီးထွားလာတာ6လယူကနေပြီးတော့ဒီလောက်ပဲတော့မမေးဘူးမေးတယ်ကတော့ခလေးကပိန်လာဆိုပိန်လာပြီးတော့တေးလို့ရှိတော့ဆိုတော့ကြာဆိုတော့လုံးဝမအေးဘူးဆိုတော့အုံနောက်ကတက်တယ်လို့တတ်မှတ်တက်တယ်လို့ပြောလို့ရရင်ဒါလူပြောင်းအောင်တယ်ဒီမှာတော့ပိန်လာတယ်တော့တေးအောင်တေးနိုင်တဲ့အနေနဲ့ရှိတယ်ဟိုဒီကလေးကအိမ်နိုင်ဘာလို့လဲဆိုတော့ရင်းစဲတယ်ဆူတောင်းတဲ့ခါမှာပြရှိပြပြရရှိတယ်နောက်ဆုံးဆူတောင်းတဲ့နောက်တဲ့ခါမှာသူစီကလည်းဆုံးထွက်သွားတယ်ပြန်ပြီးအိမ်တော်တယ်လာပြီးတော့သူစီကိုလာပြီးတော့โอเคကျွန်တော်တို့ဒီလိုရှိတော့ဆောင်းပါတကယ်တော့ net တယ်ပဲ net sorry ဆိုတော့လာပြီးတော့ကိုလာဆွဲဆောင်တယ်ဘာလို့မချရဘူးသူကတော့စကားဝင်နေရဖြစ်လာသူတို့ဘာပြောလဲဆိုတော့ကျွန်တော်ငယ်တော့ငါးချက်ဆိုရရရတယ်ဘုရားခင်ဘုရားကသူ့ကိုပြောငွေငါးချက်တော့လိုချင်လိုက်တာတို့မျိုးသူပေးချင်တယ်ပေါ့နော်ဈေးပေါ်ရအဲ့ဒီတော့၃ချက်လောက်နဲ့ဈေးသွားရင်လည်းဈေးဝယ်လို့ရတယ်နော်။နိုင်တော့မှန်မှန်လို့ရတယ်။ဆိုတော့ပြောတော့ဘာလို့လဲ။အဲ့တော့ငါးချက်လိုချင်တယ်ပြောတဲ့အခါမှာသူနာတော့ဘာကြတော့တပည့်ရဲ့အနေသွားတော့လည်းမနဲ့မိုးနေပြီ။တပည့်ရဲ့လက်ထဲမှာငါးချက်ထားခဲ့။သူတိကားကြားတယ်။အေးရလို့လာတဲ့အခါမှာသူ့လက်ထဲမှာငါးချက်နဲ့အသက်ကြီးရရတယ်။သူ့မျိုးသွားပေးတယ်။သူ့ရဲ့ငါးချက်ထားပေး။အနေပြောတော့ပြီးတော့လက်ခံလိုက်တော့နောက်ချိန်အဲ့လိုငါးချက်တော့ကြားကောင်းမယ်ဆိုတော့သမီးရဲ့သမီးရဲ့ဒီကျွန်တော်ပေါ်တင်ထားခဲ့တယ်အဒီသွားတော့လည်းမိုးလို့ဆိုတော့ခါလာရတော့ကျွန်တော်ပေါ်မှာသူတန်ကြောက်ထားကြည့်တဲ့ခါကျတော့ကျွန်တော်ပေါ်မှာအကျဉ်းနဲ့တင်ပြတယ်အခုမင်းသွားပြီးသူ့ရဲ့ဘောပေါက်သွားတယ်ဒါနဲ့ဆိုရလို့ဆောင်တယ်ဆူတောင်းနေအောင်ဆိုမှဆောင်းအဲ့ဒီထွက်သွားတယ်ကားလိုပဲသူထိုင်နေနေအောင်သူစားကြလိုက်တော့ဆိုသူစက်ကပြောလိုက်တဲ့ခါမှာနားနားပါကြတယ်ဆိုတော့သမီးရဲ့အဲ့ဒီဝယုံမင်းသားချုံလေးကိုသွားလိုက်မှချုပ်ချင်တာလားသူသွားလိုက်သူစားတယ်ချုံချင်အတိတ်အရာဝါစာပေါ်လာမှတွေ့သူစားတယ်အဲ့လိုပုံစံမျိုးဆိုတော့နတ်ဆိုရဲ့နောက်ချက်ပြင်းစဲချက်ဘာကြောင့်လဲဆိုတော့ဒီတယောက်မှာသူ့ရဲ့အသက်တာကြီးထွားလာတဲ့အခါမှာဘုရားရှင်နဲ့သွားပြီးတော့ဘုရားဘုံဖြေရှားစေတယ်စာရဏယကိုတော်လို့ရှိတယ်ဖြစ်တဲ့ဆိုတော့စာရဏကြောက်တဲ့အခါမှာငေစင်နဲ့တပ်ဖို့ကြိုးစားတယ်မောရှေကိုငေစင်နဲ့တပ်ဖို့ကြိုးစားတယ်မဟုတ်လားဟုတ်တယ်မလားအဲ့ကလေးတရားရဲ့အောင်ရည်ရတဲ့ပါလေမောရှေကိုတပ်ဖို့ကြိုးစားတာစာရဏဒီထဲကတယောက်ကထွက်လာတော့ဒီကိစ္စဒီအီဂျစ်မှာရှိတဲ့နော်အင်္ဂလိပ်လူမျိုးအားလုံးထုတ်ဆောင်မဲ့သူယေရှုကိုပုံဆောင်တဲ့မောရှေဖတ်ပေါ်လာတော့မယ်ဆိုတည်တဲ့အခါမှာစာရဏကုန်တတ်တာအဲ့လိုယေရှုကတော့မွေးဖွားတဲ့ချိန်မှာအတန်းတယောက်ကလေးအောင်တက်ခံနေမဟုတ်လားဘာလို့လဲယေရှုတပ်ဖို့ကြိုးစားတယ်ကြည့်တော့ရန်သူကျွန်တော်ရဲ့အသက်တာအနာဂတ်ကိုမြင်တဲ့အခါမှာတုံ့လို့ကျွန်တော်တို့ကတော့အနာဂတ်ဘာမှမဟုတ်ဘူးတုံ့လည်းလောက်ရှာခက်တယ်ဒီလိုနေတာတဲ့ရတဲ့တာတဲ့တာကိုကြည့်ယေရှုကသူ့ရဲ့အသက်နဲ့ယူဝဲတာတဲ့ကိုတောင်းချင်အာမင်ဘလို့တောင်းချင်တာကိုယ်နဲ့နမိတ်နဲ့တောင်းချင်လာနီကိုရဲ့ယေရှုကိုလာပြောတာယေရှုခရစ်တော်သွားတဲ့သူဒီနောက်ဘက်တော့တက်ကိုတင်ပေးနေတာမဟုတ်တော့ဘဲနဲ့သူ့ရဲ့နောက်ဘက်တော့ကိုယ်နဲ့နမိတ်နဲ့ထင်ရှားတယ်အဲယေရှုခရစ်တော်ကကောင်းကင်ဘုံပြန်ကြွလာပြီးမှာအခု16မှာခဲ့ပါလေအောင်ဘဘလို့မှလဲဆိုတင်တို့ဒီလောကီနိုင်ငံရဲ့ရှင်းနေတဲ့ဘာကြီးဝင်နေတဲ့တော်ပေါင်းလို့ဟာအေဝံဂေလိတရားကိုဟောကြားတော့ယုံကြည်၍ဗတ္တိဇံကိုခံတော်သူကဲ့တဲ့တော်မူခြင်းတို့ရောက်တဲ့မယုံကြည်တော်သူကပစ္စည်းမျိုးခံရတဲ့ယုံကြည်တော်သူနဲ့ဖြစ်ရတော်တပိလက္ခဏာမူကနိုင်နာမကိုပြီးပြု၍နတ်ဆိုးတော်ကိုထုတ်ကြတဲ့ထူးခြားသောဘာသာစကားမျိုးကိုပြောကြတဲ့မွေတော်ကိုခိုင်းနိုင်ကြတဲ့တည်စင်တဲ့စိတ်တော်ကိုတောက်စားနေဝေးကနေပြုလုပ်ကြတဲ့မချမ်းသာတော့သူတို့ကလက်ကိုဒီချမ်းသာပေးကြတဲ့ဝိတော်ဝီကျွန်တော်ရောက်မှာဆရာမရဲ့အမေမိကသူကပရောဖက်ဖြစ်တယ်။ဒါကြီးကြီးပေးတယ်။ဒီတော့မရှိတဲ့တော့တရားဆရာကြီးတွေတော့တော်တော်များတို့ ministry ကိုစပြတဲ့ချိန်မှာဆရာကျွန်တော်ရဲ့ရောက်မှနဲ့မျက်နှာစုတောင်းနိုင်တယ်။နောက်တော့ sorry ဒီကိုလို့ပေါ်ဆောင်ပဲဆရာစံပြီးဆိုရင်ဒါဒီတော့ပထမဆုံးသူ့ရဲ့သူ့ရင်ဝင်တယ်ပထမဆုံးကိုယ်စားထုတ်တဲ့ချိန်မှာနာမည်ဒီနာမည်လေးကိုတွေ့လာတာစကောလည်းပဲတယ်ပေါ့ဆရာမနဲ့စုတောင်းတကယ်တေချာတိုင်းပဲပြချလာလို့ရှိတာဆိုတော့တော့အခွင့်တောက်ရှောက်ထုတ်ခဲ့တယ်ပေါ့ဆက်ပြောနေတာအရင်ပိတ်တယ်ဆရာမအရင်ပိတ်တယ်ပြားရှိပိတ်တယ်ရှင်သုံးပြီးပြားတယ်ချက်တော့ပြားရှိအရင်ပြီးတော့ close ပြီးတော့ဖြစ်အဲ့ဒါကဒီကျမလေးကိုဖန်လို့တရိယာတရားမှာသူက
ကမော်လမြိုင်ကိုသွားပြီးတော့ယူပြီးသွားတဲ့ခါကျတော့အဲ့ဒီမှာခရီးရန်တွေရဲဆိုတော့ဖြစ်ကျွန်တော်ခရီးရန်တွေရုပ်ခရီးရန်တွေပုံနည်းဆူဆူနေခရီးရန်တွေဖြစ်ဆူတော့လည်းဆူနေနေနော်ယောဂရဲ့ယောဂရဲ့ stop ပြီးတော့ကြောက်တယ်ဆိုတော့ဒီ nest ကဆန်အောင်လည်းဆက်အဲ့တော့သူမင်းကျွေးတဲ့ခါမှာသူစီရင်ပြီးတော့ကျွေးတဲ့ခါကျတော့ဆရာမကသူထိုင်ပြီးတော့စပြီးတော့စားဖို့ကျေတော့ချင်းမလိုက်တော့သူလက်ရှိတော့ဒါသူမင်းဘက်ကလုံးနေတော့ဘူးကမစင်ပေါ်ဘက်တော့တွေ့တယ်စမောတယ်ဘလို့ဝတ်မစင်ပေါ်အဲ့ဒီပုံစံမြင်နေရတယ်စတောင်းတဲ့ခါမှာသူမျက်စိမိတ်ကိုကျွေးပြီးတော့ချင်းမလိုက်တဲ့ခါမှာအဲ့မစင်ပေါ်တန်ရှင်းပြီးတော့စားနေတဲ့ကောင်နဲ့စားတော့ဖြစ်သွားတယ်မြင်ရတော့မျက်စိပွင့်မှသူစားတယ်မျက်စိအသေးချာထောင်းကြည့်ဘာဖြစ်လဲတော့တေးတော့တဲ့စိတ်ထဲတော့သူ့ကျွေးအဲ့ဘာဖြစ်လဲဘာမှမဖြစ်ဘူးဝမ်းမြောက်လို့ဆိုတာနဲ့အမှုလို့ဆောင်တဲ့ခါကျတော့အဲ့ဒီနတ်ဆရာကအဲ့ဒီမှာဝင်နေတယ်ဟာလေလုယာဒီဘာဖြစ်လာလဲတရားဟောလို့အဲ့ဆရာမပြောင်းလဲရမဟုတ်ဘူးဒီနော်တရားဟောတော့ပြောင်းလဲရမဟုတ်ဒါပေမဲ့သူတို့ဟောတဲ့တရားဟောချက်ကတကိုးနဲ့သူ့တက်တာထဲမှာတက်တည်ဖြစ်လာတဲ့ခါလုံးဝငြင်းဆန်လို့မရတော့ဟာတကိုးကြီးတဲ့တရားပဲငါသိတော့မသိဘူးအဲ့ဒီရှိတော့အများကြီးတော့မသိတာပဲသိကြတာတော့ဆိုပါခံပြီးဖြစ်တယ်ဘယ်ဘက်တော့လည်းရှိတော့မှာကောင်းကင်ဘုံကိုကြွားတယ်ဘယ်မှမတော်ရရှိဘူးမဆောက်တင်တို့ပေါ်တို့တန်ရှင်တော်ဝိညာဉ်တော်တက်ရောက်တော့တင်တို့ဒီကိုယ်ကိုညာယူယေရုရှလင်ကိုမှာဆောက်ယူဒာပြီးရှမာရိပြည်မြေကြီးစံနာဤတက်ဖြစ်တယ်ခဏဆောက်ပါလေတကိုးရတော့မင်းဒီအဲ့တော့သုံးနှစ်ခွဲလုံးယေရှုရဲ့ကျမ်းစာလေ့ကျင့်တာနိုင်ငံတော်ကျောင်းကိုအသေးချဒါဘယ်လိုဆယ်လုံးထားပြီးသားကျမ်းစာတော်ဆင်းပြီးသားပြောအောင်ဆိုသုံးနှစ်ခွဲစစ်ပြီးနေပြီးတော့တရားဟောတဲ့ဟောစရာများတယ်အဲ့မို့ဘုရားခဏဆောက်တကိုးရောက်ဘာဖြစ်လဲဝိညာဉ်တော်အဖြစ်ဝိညာဉ်တော်တက်ရောက်လာပြီးတော့တကိုးရမယ်တကိုးရတဲ့ခါကျရင်မင်းတို့ပြောတဲ့တရားဟောချက်တွေတက်တည်ဖြစ်လာတယ်ငါတက်တည်ဖြစ်လာပြောနေတာတော့အခုဒီနေနဲ့ဆက်ပါပါရတာဘယ်လိုဒီထွက်သွားပြီခင်ဗျားဒီမားစားတော်မူတည်နေတော့သူတို့နဲ့ဖြစ်တော်နမိတ်လက္ခဏာအဖြစ်ဘယ်သူနဲ့ဖြစ်လာလဲဘယ်လိုနဲ့ဖြစ်တော်နမိတ်လက္ခဏာအဖြစ်ဘာကိုတည်စီလဲဆိုတော့နှုတ်ကပတ်တရားတော်တည်စီတယ် you know အဟောပြောကောင်းလို့နှုတ်ကပတ်တရားတော်တည်စီတာမဟုတ်ဘူးအတန်ကျေလို့လည်းနှုတ်ကပတ်တော်တည်စီတာမဟုတ်သူတို့ပညာတတ်လို့လည်းနှုတ်ကပတ်တော်တည်စီတာမဟုတ်ဘာအဖြစ်ပဲလဲဆိုတော့သူတို့စီမှာထင်ရှားတဲ့ဝိညာဉ်တော်ဘုရားရဲ့တကောနမိတ်လက္ခဏာတော့သူတို့ပြောတဲ့တရားဟောချက်မှန်ပါလားဆိုတာကိုတက်တည်ထူတာဖြစ်လူတွေကမှဆောက်ပြောင်းတယ်တို့ဒီသူတွေလို့ဆောင်ခြင်းတွေကိုတမန်တော်ဝိတ္တခုလုံးမှာကြည့်နေဆိုရင်ပေတုနဲ့ယောဟန်ပထမဦးဆုံးနမိတ်လက္ခဏာဘယ်ဟိုသွားလဲဗိမာန်ကိုသွားတယ်ဟုတ်လားသုံးချက်တိချက်ပါနေတိုင်းလာတော့ထမ်းပြောပို့ရတယောက်ရှိမွေးရတဲ့ချက်ဆန်တော့အစမဘာမှမရှိအစမဆွေးမရှိဝဲမရှိရှိရတာပဲလို့ပြောယေရှုနာမထားရလမ်းတော့ပြောတဲ့အခါမှာထားတော့ခုံပေါက်ပြီးတော့ဗိမာန်တော်ကိုချီးမွမ်းပြီးဝင်သွားဒီလူကိုနေတိုင်းမြင်နေတဲ့နှစ်ပေါင်းများများဆိုမြင်နေတဲ့လူများဆိုအံ့ဩတယ်မိတ်မောတယ်တွေ့ပဲဟာယေရှုဆိုတဲ့ယေရှုနဲ့နောက်လိုက်တဲ့ဘယ်လိုလဲယေရှုလိုပဲတကိုးပြမယ်လို့သူတွေပါလားဗိမာန်တော်ကတော့တပည့်တော်လည်းဆုတောင်းလို့တရားဟောလို့သွားတာပေါ့အဲတော့သွားရင်လာနေတဲ့ဘိုးထွက်တယ်သွားရင်လာရင်ဆွဲထူနေတာဘောကပြန်มาတော့လူတွေကအော်မိတ်မောတွေ့ဝင်အဲ့ဒီမှာဘုရားသခင်ရဲ့တကိုးကြီးကိုစပြီးတော့ recognize လုပ်စပြီးလက်ခံလာတယ်အပိုင်းမှာတော့အတင်းတော့ကြီးမားသောတိုးပွားမှုတွေနဲ့နော်တကယ်အလုံးကြီးလိုက်ယေရှုမျိုးမှာပြောင်းလဲခြင်းတွေဖြစ်အတင်းတော့ကြီးထွားလာတယ်ဒါပေမဲ့ဘယ်မှမသွားကြတော့ဘုရားကဂရိတော်ပေးထားတယ်လေမဂရိတော်လေဆိုယေရှုမျိုးမှာစရွေးယူဒာပြည်အဲ့ဒါသွားကြတော့သူကအဲ့ယေရှုမျိုးမှာကောင်းကောင်းစားလိုက်တော့လိုက်ပျော်နေကြတယ်ဘုခေဆိုတော့ကျွန်တော်တို့ဘယ်အောင်သွားကြပါ့ဘယ်အောင်သွားကြဒီကျန်တဲ့အဲ့လိုကြတော့ဘာလာလဲဆိုတော့ဘုရားကအတင်းတော်မြင်စေလို့ခွင့်ပေးလိုက်ကဲမြင်စေပြီးတော့နေလို့ကတမန်တော်တွေလည်းကြာအကုန်ဖတ်ပြေးတော့သူတို့ကပြေးနေဖြစ်ချင်တော့ဘုရားရဲ့နှုတ်ကပတ်တော်တကူတော်ခံထားတဲ့လူတွေဆိုနေရလူတွေပေါ့ရောက်တဲ့နေရာမှာတကူပြတယ်ဖြစ်အဲ့ဘုရားကြံတယ်ဖြစ်တယ်ခံမတော်တဲ့တာမှာဘယ်မှမသွားဘူးဘာမှမလုပ်ချင်ဘုရားကောင်းကောင်းချက်ပေးလိုက်တာကျွန်တော်ပြောတယ်အဲ့ဆာနဲ့ထွက်ယေရှုနာမနဲ့ပဲထွက်မလဲဆာနာမဟုတ်တယ်ယေရှုဖြစ်နေတာယေရှုနာမနဲ့မထွက်ဘူးဆိုတော့ဘုရားပို့တဲ့မှာမြင်စေခြင်းတွေဆုံးတဲ့နောက်ဆက်ခြင်းတွေလာတော့ကောင်းကောင်းမြင်ထုတ်နေတာမရယေရှုကလည်းဘုရားကလည်းဖြစ်တယ်အဲ့အကြည့်ကျမြင်စေတော့တို့ပြေးကနေဖိလိပ္ပုကဘယ်ရောက်လဲဆိုရှမာရိကိုရောက်တယ်အဲ့ဒီကခိုင်းရတယ်ယေရုရှလင်မှာဆက်ယူလာပြီးရှမာရိဒီခုရောက်တော့ရှမာရိကိုရောက်တော့စတရားဟောတဲ့ခါကျတော့ခရစ်တော်ရဲ့အကြောင်းကိုဟောလေဖိလိပ္ပုကငင်ငါလူစုဝေလို့ဒီကျ
တရားဟောကောင်းလားသူပြုတ်တော့နမိတ်နဲ့မြင်တဲ့တရားဟောတော့ကောင်းကောင်းနားထောင်ကြတယ်အကြောင်းကလည်းနတ်ဆိုးဆိုးတဲ့သူများတို့ဒီအထဲမှာနတ်ဆိုးတွေပြင်းစော်တော့တဲ့အော်ဟစ်တဲ့ထွက်သွားကြ၏ကိုယ်မလုံးနိုင်တော့သူချင်းမဆောင်တော့သူများတို့တွေလည်းပဂတိသူတို့ရောက်ကြ၏ထုံမျိုးသူမျိုးသားတို့အလုံးဝမဖြစ်ရှိကြဟောညင်းစဲလို့ထွက်နေတာဒုက္ခတွေတော့တော့မှလို့ထားလို့ဖြစ်အခုဒီမှာမှလည်းဖြစ်နေတာတော့ဒုက္ခတွေဆိုတော့လည်းရောက်တဲ့နေရာလည်းလို့ထားလို့ဖြစ်နေတာဘုရားကိုဘုရားမသိတာဒီမှာတော့အာခတိနဲ့ကိုယ်ပုံကြီးဆိုတော့လေဘာမှကိုဆိုဘောမာပြောလို့ဆိုရတယ်ဘာမှဘုရားစိတ်ကားကြည့်တာမဟုတ်ဟိုရောက်တော့ရေကတက်လိုက်တော့မှလည်းတို့နိုင်ငံသားကလာပြောဟိုနိုင်သွားလိုက်ညင်းစက်လာလိုက်ဆိုတော့ဘယ်သူမှကျေလို့မရဘူးအားလုံးနဲ့ကြည့်လိုက်သူကြီးပဲအားလုံး refugee တွေတော့ဘယ်လိုလဲဆိုတော့ဘုရားရှိခိုးတော့အဲ့ကမှကိုလို့ခေါ်တယ်အဲ့ကပြောင်းလဲမှုအသင်းတော်အကြီးကြီးဖြစ်အားလုံးထောက်မှုဖြစ်ကဘာနဲ့ကိုရောက်ကဘာနဲ့မှအသင်းတော်တွေလုံးထောက်မှုဖြစ်အဲ့ဘုရားလို့အာမင်တော့ဒီကဲဝိညာဉ်ရောက်ပါနေတဲ့ဆရာတွေနိုင်ငံသားဆရာတွေဘာပြောလဲဆိုတော့မြမပြန်နောက်ဆုံးသောကာလမှာခြံထားတဲ့ဘုရားရှင်ရဲ့နာဖြစ်တယ်။ဒီကဲတော့နောက်ဆုံးသောကာလရိတ်ကြီးရမြမပြီးတော့အဲ့တော့ကျွန်တော်လည်းမြမပြီးပြန်လာတယ်။ဟုတ်တော့အဲ့ဒီမှာရှင်မကြီးတို့ကအကြီးတဲ့ကောင်းတယ်လို့ဖြစ်ဘာဖြစ်နမိတ်နဲ့တရားဟောချက်ကိုနားထောင်တာတရားဟောကမှတရားဘာပြောနေရလဲနမိတ်နဲ့တရားမှာသူစတဲ့ကနားထောင်တာကျွန်တော်တို့ကြုံမှာကျွန်တော်ဒီမှာလူတွေရိုးရိုးဆိုတော့သွားကြတာလေဘာမှမဟုတ်ဘူးလူတွေဝိုင်းနေသွားကြတာဟုတ်တယ်မလားခါရောလေလမ်းမှာကားလိုက်တော့လူတွေရောက်သွားတယ်သူအရန်ချစ်ကဝါးနေတာတော့မတော်လို့မရဘလို့တော့မရသူကကြမ်းကြည့်နေတာကဘာလို့ဆိုဟာဖေးပေးတော့ပါအခုတိုက်သွားကားတိုက်သွားတယ်သူကကျွန်တော်ရမျိုးဖြစ်ပါတယ်ဆိုအားလုံးဖေးပေးတယ်ကကိုမိုင်းကားတိုက်ခံရတော့ကျွန်တော်တို့ကဝေးကိုကားတိုက်နဲ့ဝိုင်းကြည့်တာအဲ့ဒါမှထပ်ပြီးတော့နော်အလင်းနဲ့ကြည့်နေတယ်ဒီပါလေငါမျိုးပါမသိဘူးအဲ့တော့လူတွေရုံးရုံးဆိုလာကြည့်တယ်ဘုရားစကားကိုကြားတယ်သူပြောတဲ့တရားဟောချက်အတန်းဒီမှာတက်တဲ့တကိုးနဲ့တက်တဲ့ထုံတဲ့ခါမှာတမျိုးလုံးကပြောင်းနေစီဖြစ်တယ်။အဲ့လိုပဲလားဆိုတော့ဟုတ်။ကြော်ချမ်းစာကိုဆက်ပြီးပြတဲ့ကဒီမှာတို့ခန်းကြီးကိုအငယ်36ပါမှာရုပ်ပြီးမျိုးနိုင်ဒေါကမှုဆိုတော့တပိတာလို့ရှိတော့တပည့်တော်ကတယောက်ရှိထုံမိမဒီကောင်းသောအချက်စွန့်ကြဲခြင်းချင်းပြည့်စုံတဲ့ဖို့အခါ၌နာရုပ်တွေဒီကောအလောင်းကိုရေချိုးပြီးတဲ့အခက်ခန်း၌ပြင်ထားကြ၏လုတ်တမျိုးဒီရုပ်ပေမျိုးနဲ့ဤသည်ဖြစ်ထုံမျိုး၌ပေတုရှိကြောင်းတပည့်တော်တို့ကြားလိမ့်ပေတုသည်အလင်းနဲ့ကြော့လာပါပြီးကြောင်းလူမျိုးကိုဆယ်လို့တောင်းမှကြ၏ပေတုသည်ထားရထိုသူတို့နဲ့ဂျူလိုက်ပြီးရောက်နေအခက်ခန်းသို့ခေါ်ပြီးမိုးဆုံးမများတို့မိုးကျွေးတဲ့သူတို့နဲ့အတူဒေါကရှိစဉ်ကအခါလောက်ခဲ့သောအင်ဂျင်နီယာဝန်များကိုပြနေရှိကြ၏ပေတုသည်ထိုသူပေါင်းတို့ကိုပြင်သို့ထွက်စေပြီးနောက်ကိုယ်တိုင်ဒူးထောက်၍ဆုတောင်းပန်ပြုပြီးထိုအလောင်းကိုမျက်နှာလဲ၍တပိသထားလို့ဆို၏ထိုမိမသည်မျက်စိကိုဖွင့်၍ပေတုကိုမြင်နေထားတယ်ကျွန်တော်ဆိုမျက်စိကိုဖွင့်ထွက်ပြေးပြီလေအလောင်းကမျက်လုံးပွင့်ပဲပေတုကိုချီပေတုကိုလည်းမြင်ထားတယ်ကျွန်တော်ကတော့မျက်စိဖွင့်ထွက်ပြေးအောင်ဆိုရင်ဒီမထားဘူးထားတယ်အသက်ရှင်နေရှိတော့ပေတုဒီမိလက်ကိုသူ့အားပေးချီတွားပြီးမှအသက်ရှင်သူတို့နဲ့မုံဆိုးမလို့ခေါ်၍အသက်ရှင်နေရှိတော့ထုံမိမကိုပြတယ်ထိုเจ้าကိုပြရလားထိုเจ้าကိုရုပ်ပင်မျိုး၌အနက်အပြားတိကျ၍လူများတို့သည်သခင်ဘုရားကိုယုံကြည်ခြင်းသို့ရောက်ကြ၏ပေတုသည်ရုပ်ပင်မျိုး၌ရှင်းမုံပြီးဆိုတော့အဲ့ဒါပါလေသခင်ဘုရားကိုယုံကြည်ခြင်းသို့ရောက်ကြ၏ဘယ်သူတွေလဲအဲ့ဒီမျိုးလုံးရဲ့ပြောင်းလဲခြင်းကဘယ်အရာပေါ်မှာဖြစ်သွားလဲတရားဟောမှလည်းတရားဟောကြဇုံတစ်ခုတော့နမိတ်လက်ခံတွေကတမျိုးလုံးပေါ်နေဖြစ်ဘုရားတခုအဲ့ဒီကောင်ကလူငယ်တွေပေါ်မှာထောင်တာတမန်တော်ဝတ္ထုထဲမှာပဲကနဦးအသိတော်တွေမှာပဲပြတဲ့ဘောမဟုတ်နောက်ကာလကမှလူမျိုးတွေကပေါ်ငါရဲ့ဝိညာဉ်ကိုတော်လာမယ်ဆိုတဲ့ဘုရားခင်ရဲ့ prophet ပြုခြင်းဟာဒီနေ့အချိန်မှာလာတော့လည်းဖြစ်တယ်ခရစ်တော်ကိုကြွလာခြင်းကျွန်တော်တို့ပဲဖြစ်ပြီးပေါ်မှာကျွန်တော်ဒီနောက်ဆုံးတော့ကာလရိတ်သိမ်းခြင်းအတွက်အကြီးမားဆုံးသောကာလအရင်ကလူတွေရိတ်တယ်ဆိုတာ3000 4000ပြီးလို့ကတော့9000တောင်းရင်ဟာလေလုယာဆိုပေါ်နေတာအဲ့တော့မြို့တို့ဆိုရင်ညာကြီးရှိတဲ့မြို့မဟုတ်လေအဲ့ခေတ်ကမြို့တွေဆိုတော့မြို့ရရန်ကုန်မြို့ဆိုရင်9000ရှိတယ်ဟုတ်တယ်မလားဟုတ်တယ်အကြီးဖြစ်သွားတယ်ဒါပေမဲ့ဟိုတော့မြို့တွေဆိုတင်းတင်းလေးထောင်နဲ့တောင်းနဲ့လေးဒီတော့ပဲ
ပြောင်းလဲခြင်းဒါပေမဲ့အခုခေတ်မှာတော့ Real Booking Billy Graham တရားဟောတဲ့အခါသိန်းနဲ့တန်းနဲ့ချင်းတင်ပါတယ်တော့ဒီသိန်းနဲ့တန်းနဲ့ချင်းပြောင်းလဲဝင်တဲ့ဘုရားရှင်ပေးတဲ့တကောနမိတ်လက္ခဏာပေးတဲ့အဲ့ဒီတမန်တော်ဝတ္ထုမှာဖြစ်ခဲ့တဲ့နမိတ်လက္ခဏာတွေအားလုံးနဲ့ပို့ပြီးတော့ရှင်းပြတာပုံများလာအဲ့ခေတ်တော့မှအရှက်မရှိဘူးကင်ဆာမကြောက်ဘူးတိတ်ပြီးတော့ယောဂတွေနားမထူသေးဘူးအခုတော့အဲ့လိုမရှိတဲ့ယောဂတွေရှိတာအဲ့ယောဂတွေပြောင်းမဲ့ဘုရားရှင်တကောတော့ပါလေအခုခေတ်ခါထင်ရှားဖို့လိုတယ်ဒီမှာမှာအရင်တော့မရှိခဲ့ဘူးခေတ်လည်းမရှိဘူးမလုပ်နဲ့တော့ခေတ်ကမတူတော့အခုခေတ်မှာရှိရလူမျိုးများစွာဒီယေရှုခရစ်တော်ကိုလွန်ခဲ့တဲ့အချိန်ကလည်းပို့ပြီးလိုတဲ့အချိန်ဖြစ်တယ်ပို့ပြီးမြစ်တာခဲ့တဲ့အချိန်ဖြစ်တယ်အခုလူရဲ့စကားမပြောကြတော့ဘူးအားလုံးဖုန်းနဲ့ပြောနေတာနောက်ဇာတ်လမ်းတစ်ခုရှိတယ်လူပြီးတော့လမ်းမှာသွားတယ်လူတစ်ခေါက်တိုင်းကြည့်ရတဲ့အခါကျတော့ပါလေအလားနဲ့ထွက်လာတယ်လို့လေဂျင်းထွက်ပေါ်တယ်အဲ့ပေါ်လေးကောဒါမဂျင်းရထွက်လာတယ်ကျေးဇူးတင်တယ်ပေါ့သူ့လာတော့ကံပြီးသွားတာထွက်လာတယ်နော်လူမျိုးတော့ဘာစကောင်းနေတယ်ကျွန်တော်ကကျွန်တော်ပြောဖြစ်အဲ့ဒါကအရင်မောင်ဘာလို့ပြောဖြစ်လဲဆိုအိမ်တော်တွေကြည့်ရခါအိမ်တော်တွေသူမိမာတော့ကိစ္စအဲ့တော့ကျွန်တော်ပြောဖြစ်ဒါပေမဲ့ကျွန်တော်လည်းလုပ်တယ်အဲ့စံမရှိပါနဲ့ကျွန်တော်တို့လုပ်နေကျွန်တော်တို့ကျွန်တော်မြေယူပြရတော့ယူပြရတဲ့ကြီးတော့အမြဲဟုတ်တယ်ကျွန်တော်နာမနေကျွန်တော်အမြဲကျူးစဲတယ်တော့ပြောချင်ပြီးပါရပြီဆိုတော့မိတဲ့ထဲမှာကြည့်လိုက်တော့ဆိုဖုန်းဖြစ်ဘုကေကလည်းဖြစ်တယ်အမြဲယူပြရကြီးလေဝညာပို့လိုက်တလားခွဲမခွာမိမမဟုတ်တော့ဒါသမီးလည်းမဟုတ်တော့ဗာလေဖုန်းဖြစ်အခုခေတ်ကအဲ့ဒါအခုခေတ်ကအဲ့ဒါလူတွေကမြစ်တာပို့လို့လူတွေကကြောက်တဲ့ဖွေးဖွေးချင်းပို့ပြီးတော့လုပ်တာတော့ဘုရားကြီးမြစ်တာနဲ့တောင်းတောင်းချင်းလုပ်တဲ့နေ့နာတော့အခုခေတ်တော့အာမင်ဒီခေတ်မှာကျွန်တော်တို့အားဖြင့်ဘုရားကနိုင်ငံတော်ကိုထင်ရှားကျွန်တော်တို့ကိုဆောင်နေတာဟယ်လိုဒီသင်းတော်ရဲ့ဘုရားရှင်ကဒီပတ်ဝန်းကျင်မှာဒီရန်ကုန်မြို့မှာဒီသင်းတော်ရဲ့ဘုရားကဘုံထင်ရှားဒီသင်းတော်အပြင်ဘုရားရှင်ကဒီနေ့ဘုရားတွေ့တဲ့ကိုယ်ကိုပေါ်ပြဖို့ဆိုရင်ဘယ်အသင်းတော်အောက်ထပ်တိဖော်ဖို့ဆောင်နေမှာလဲဟယ်လိုကျွန်တော်တို့ခင်ဖြစ်တယ်ဘုရားလုံးပြောငါတို့ခင်ရောက်ပြီလေအာမင်အဲ့ဒီဖြစ်တဲ့လူတွေအဲ့ဒီကိုမှာအဲ့ခန်းဒီကိုမှာလောက်တာမျိုးနဲ့ရှာလို့မျိုးနဲ့နေတော်သူကောင်းလို့ဒီထိုးသူကိုမြည်၍ခင်ပြားထားတယ်ပြောင်းနေတယ်ဘယ်နှမျိုးကောင်းလဲဘယ်နှမျိုးကောင်းလဲမမဆိုချင်တယ်ဘယ်နှမျိုးကောင်းလဲနှမျိုးဘာဖြစ်ကောင်းလဲနမိတ်ကတစ်ခုဒီနောက်ဆုံးတော့လူနာမဆိုရှိနေရမယ်ကာလမှာမမစေလို့တော့သူမရှိကြားမယ်ယုံကြည်ရကြားတာချင်းဖြစ်လာကြားလာပဲဟောပြောမယ်လို့ဟောပြောဖို့လည်းစေလို့တော့သူမရှိဘူးဘယ်လိုကြားနိုင်အကြောင်းကိုဘယ်လိုယုံကြည်နိုင်လဲအဲ့စေလို့တော့သူကစကားပဲပြောပြီးတော့ဘာလို့မှမပြနိုင်ဘူးသူရဲ့တော့ဘာအသက်ရှင်နေမှလက်ပြမရှိဘူးဆိုရင်ဒီကောင်မလို့အဲ့ရောက်တဲ့နေရာမှာရေခုံတယ်ဆိုတော့ဘုခေကပြောရေခုံနေတာသူကအားရေခုံတယ်ပါလား Facebook ကြည့်လိုက်ညင်းနေတာဒါက Facebook က post တင်တာအဲ့ဒါတိတ်ကို comment လိုက်တာပို့ရတယ်ရေခုံတဲ့တိုက်မှာရောဒီမှာကျတော့ပုံမှန်တင်အောက်မှာချနေကြတယ်ဘုလို့ဆောင်အားကြောင့်ဟိုအားမန်ဒီအားမန်ချတယ်အခါ comment ပြပို့ရတာချင်း
တယ်မင်းပြောတာမှားတယ်ငါပြောတာအမှန်နဲ့အဲ့ဒီကိုအဲ့ဒါနဲ့သွားနေတဲ့ကာလရောက်ပြီအားလုံးဆိုတော့ဒီအချိန်ကာလမှာဘုရားရှင်ကိုတော့ထင်ရှားလို့လုပ်ခဲ့တယ်ဒီယုံကြည်ဖြစ်စေယုံကြည်ဖြစ်စေလက်ခံနိုင်ဖြစ်စေလက်ခံနိုင်ဖြစ်စေတနည်းတွေ့လို့ပြောတာတနည်းတွေ့လို့ပြောတာကိုလည်းတွေ့နေရတယ်ချိန်တော့အဲ့နမိတ်လက္ခဏာဆိုလက်ခံတဲ့လူတွေကအခုနမိတ်လက္ခဏာကျွန်တော်တို့ကဖြစ်နေပြီလေဖြစ်နေလို့လည်းပြောင်းလဲနေပြီငါတက်ကြတယ်သိပါလေအခုတော့ဆိုတော့တရေတွေအောင်ထွက်ပြီအဲ့ဒါကျွန်တော်တို့ဒီယုံကြည်နေပတ်သက်ပြီးခေါ်တဲ့လူတို့ဆောင်ချုပ်တော့ဒီအရာတွေတည်တဲ့ချိုးရတဲ့ပါနာမည်နဲ့ကွာပြောလို့ဒီစီမှာပြောရအောင်တက်တယ်လူညာတော့အင်တာနက်ကိုချတော့ပြီးဆိုတော့ထားမှာတကယ်ထိတ်ဆုံးတာရှိတယ်ထိတ်ဆုံးတာရှိတယ်ရရှိနှုတ်ဘက်ကိုနားထောင်ပြီးစူတောင်းဖို့စနေအဲ့ဒါမနာအမှုလို့ဆောင်ဖိတ်ခေါ်ပြီးနှုတ်ဘက်ကိုကိုယ်ထွက်လာတဲ့ဘောသူနာမှာဖြစ်တယ်လို့ကိုယ်ရှိဒီနိုင်ငံရဲ့အမြင့်ဆုံးသောဆိုရရှိအိမ်ကြီးအဲ့ဒီကြောင့်ဟောတော့ကိုယ်ရှိနားထောင်နေစာနဲ့စူတောင်းနေ personally တွေ့ကြတယ်ဒီမှာတွေ့လို့မရဘူးတော့ဘာတွေ့ပဲပိုးရင်းလို့ဖြစ်ကုန်နိုင်ငံလုံးပေါ်တော့ရတယ်တော့ဘာ personally တွေ့နေတာဟာအေးဟာလေဘုရားပြန်လာပြီဒီချင်းဒီမှာကျွန်တော်မသိလို့မသိဘူးနိုင်ငံကရှိတော့မြန်မာလူကဘာမှမရှိဘူးမြန်မာရတော့စမ်းနေချင်းကြောင်းလေးချင်းချင်းမှာဖြစ်တယ်။နမေရကနေတောင်းအောင်ဆိုကျွန်တော်လက်ရှိရှိပါဖြစ်တယ်နမေရကတောင်းအောင်ဆိုဖြစ်တယ်။ကျွန်တော်ကခေါ်ပြီးတော့ခေါ်တော့လာတယ်ဒီမှာ open လုပ်တော့အချိန်မှာတည်ရတော့တမန်မရပါဘူး။တမရှိလို့စံငါးမိနစ်တော့ဘာစံမရတော့ရရှိတယ်။ဒီမှာတော့တည်ရတော့အောက်မှာဖြစ်သွားတယ်။ဒီမှာကောင်းတာအားလုံးဟာလေလုယာပါရတယ်ဒီမှာဟိုမှာကျမ်းစာသင်တော့အောက်မှာပြောက်ကတည်နေ။ဘာစကောင်းပြီးရံပြောရှင်းလာတယ်။ဒါပေမဲ့ကိုင်မရှင်ကရဲ့မိခင်ရဘုရားဆောင်နေဖြစ်တဲ့အခြားသောထောက်တဲ့အကြောင်းရှိတဲ့ကြောင့်ယေရှုခရစ်တော်ဒီဟာကိုတော့ကဲလို့တော့ဒီရှင်သားကြီးမလုပ်ပါနဲ့ဟောပြောတာကကျွန်တော်တက်သိခံမလို့နာမည်တော့တက်ပြီးကျွန်တော်ပြောတယ်ဒီအရှိအကြီးကျယ်လို့ဘာတူရအားဖြင့်လည်းကျွန်တော်တို့အာမင်နောက်ခဏလေးကိုနာအားဖြင့်ကြီးတော်မူရရှိတော်ဒီချိန်ဟာနာချစ်အာမင်အာမင်အာမင်ဆောဆောကြပါလိုက်ပါဆောချစ်ဘောလုံးပြောခဲ့တဲ့ကြောင့်အင်းစံမှာငါဆက်ဆက်ထို့ကြောင့်ဘုရားအင်းဆက်ဆိုင်သောအရာတို့နဲ့ငါသည်ယေရှုခရစ်ကိုမိတူ၍ဝါကြောင်းနဲ့ချစ်ကြောင်းရှိငါဆက်ဆက်ကိုပတ်ချင်တယ်ရောမအောင်စားပြီးဆက်ဆက်ကိုတပါးမျိုးသားတို့တွေ့ရင်ပါပဲတပါးမျိုးသားတို့စကားဖြစ်တဲ့ကောင်ကျင့်အောင်ဖြစ်တဲ့ကောင်နားထောင်စီခြင်းမှာခရစ်တော်ဒီနမိတ်လက္ခဏာအပွေတော်ညာနိုင်ပါတော်ကိုတန်ရှင်တော်ဝိညာဉ်တော်ကိုကြားပြီးငါအားဖြင့်ပြုလို့ညာတို့ငါပြောမိတို့ကျေးဇူးတော်ကိုပြုရင်ငါသည်ယေရုရှလင်မြို့မှာဆိုင်အီလူရိဖြစ်တဲ့အောင်ပတ်ဝန်းကျင်ရဲ့ခရစ်တော်ဧဝံဂေလိတရားကိုစင်ပေါ်ပြောတယ်ဒီနေရာမှာပြောပြထားတယ်ဘာမျိုးသားတို့ဘာအဖြစ်နားထောင်လဲဆိုစကားအဖြစ်လည်းကောင်းကြည့်ပါအဲ့ဒီမှာအချိန်မှာလူသားလုပ်တဲ့အချိန်ပေါ်တာပေါ်လို့ကအဲ့ဒါကိုကျမ်းစာကိုဖြည့်ပြန်ပေးထားတယ်ဘာလဲဒီအဲ့အချိန်ကခရစ်တော်နမိတ်လက္ခဏာအံ့ဖွယ်သောအမှုများနဲ့ပါတော်ကိုတန်ရှင်တော်ဝိညာဉ်တော်တကူကိုပြတယ်အဲ့ဒါတော့နှုတ်ဘက်တမောတော်ပေါ်လို့သူရောက်တဲ့နေရာမှာဘာမျိုးသားတွေရောက်တဲ့နေရာသူတွေ့တဲ့နေရာသူ့ကိုပြတယ်ဘာမျိုးသားတွေခေါ်ထားတာကိုကျူးလို့ပြောတယ်မကောင်းဘူးအဲ့တော့သူတရားဟောတယ်သူကျင်တာဟောလို့မရဘူးသူသိရတဲ့တိုင်းဟောလို့မရဘာကြောင့်ဘာမှမသားတယ်မောရှိကျမ်းစာပြီးတော့မသိဘူးတော့ကဲလို့ပေါ်လို့ကလေဂျူးလူတို့ကြားမှာဟောရင်တော့သူကတော့ပါရီရှက်ဖြစ်ခဲ့တယ်ကျန်တဲ့ပုဂ္ဂိုလ်အိုးနိုင်ချိုးကကိုတင်ကြပါလေဟောလို့ဒီလိုတင်လို့ရပေါ်လို့အဲ့ဒါဘုရားကသူ့ကိုအဲ့လိုဖြစ်မှာဆိုတော့ဘာမျိုးသားစီပို့လိုက်တာအင်နာပညာတက်တော်ပေါ်လို့သူ့ပညာသုံးစားလို့မရတဲ့နယ်ပယ်တွေကိုတပါးမျိုးသားတွေကိုဘုရားဟောခိုင်းပြီးတော့ပညာလုံးဝမတက်တော့တငါတဲ့ပေတုကိုအင်တာပညာတက်တယ်မှာလေးစားနားထောင်တဲ့တော့ဂျူးလူတို့ကြားမှာဘုရားဟောခိုင်းဘုရားလောက်လာတယ်နော်အကြောင်းရင်းလုံးဝပညာတက်ကိုမှလေးစားမနားထောင်လို့ဆိုအုပ်စုပဲပါပေတုကကောင်းတရားဟောတာအဲ့တော့ဘာဖြစ်လဲဘုရားဘုန်းထင်ရှားဘုရားလည်းဘုန်းထင်ရှားလူတွေသဘောပေါက်တာပေတုမို့လို့
ဒါဖျားလို့လူတွေကစပြီးလုပ်ကြည့်အဲ့လိုပဲပေါ်လူကမှသူတက်တဲ့ပါရီရှယ်ကိုကျန်းစာယူသွားတော့ဘာမျိုးသားတွေစပြီးတင်ပေးလို့မရဘူးဘာမှမသိဘူးဆိုပါအဲ့တော့ရိုးရိုးပဲသူ့အသက်တာမှာဖျားပါလို့လေအဲ့ဒါကိုသူဝန်ခံရသူပြောရရပဲဖျားကဘိုးနဲ့သိထူတဲ့ခါမှာတပါးမျိုးသားတွေညိုပြီးသူပြောပြီးတော့ပြောင်းနေတာကြီးမားလို့ထောက်ဖြစ်ဘာအားဖြစ်စကားတတ်တယ်ပေါ့တကူတော့ဖြစ်အာမင်အဲ့တော့ဖျားရဲ့နိုင်ငံကစကားနဲ့မတည်ဘူးတဲ့တကူနဲ့စားတော့နဲ့မတည်ဘူးတကူနဲ့ဘုရားတော်ဆိုင်ဘုန်းကြီးအာမင်ကျွန်တော်တို့ကတကယ်ကိုတဲ့ဂျင်းခုံစရာကောင်းတဲ့ကာလစိတ်လို့ရှိတဲ့ကောင်းတဲ့ကာလမှာကျွန်တော်တို့အသက်ရှင်နေတဲ့ဘုရားကပြီးခြင်းပဲပြီးတော့ကျွန်တော်တို့ဒီနေ့ဒီညမှာရက်နေခြင်းဟာအမှုမှန်မဟုတ်တော့ဒီယောဂနာလည်းမဟုတ်တော့ traditional လည်းမဟုတ်တော့ဂိုင်းနာလည်းမဟုတ်တော့ငါကိုယ်ပဲဖခင်ငါအဖြစ်သူ့နိုင်ငံကိုတည်ထောင်ခြင်းနဲ့ဆိုရင်နိုင်ငံတော်တည်ထောင်ဖြစ်သွားတယ်အာမင်နိုင်ငံတော်တည်ထောင်တဲ့အခါမှာဘုရားလူညံစွမ်းတဲ့ပညာကိုတည်ထောင်တော့ပဲသူ့တကိုးတော့ထင်ရှားနေတဲ့တည်ထောင်တဲ့ဘုရားဖြစ်တယ်အဲ့ဒါကသမိုင်းဆက်ဆက်မှာအသိတော်ဆက်ဆက်မှာဒီကျွန်တော်ရဲ့ revival history ကိုလုံးကြည့်လိုက်တဲ့အခါမှာသူ့တကိုးထင်ရှားနေတဲ့တိုင်းနိုင်ငံတွေတောင်းလဲဝေးဆို revival မှာဘာဖြစ်လဲ revival ဖြစ်တဲ့အခါမှာလူတွေကလေဘုရားရှိခိုးတာမရက်တော့ဘူးမနေ့ကကျောင်းသားတွေကကျောင်းမတော်ခင်မှာဘုရားတော်ဝင်ဘုရားကိုပဲချီးမွမ်းကြတယ်ဘုရားကနားထောင်ကြတယ်ကျောင်းသွားတဲ့အချိန်မှာစောစောကအရှင်မတွေရောက်လာတဲ့ဆက်ပြီးနားထောင်ကြတယ်အလုပ်သွားတွေကအလုပ်ကနေပြန်လာတဲ့အခါမှာအရှင်မတွေကပြန်နေအလုပ်သွားတွေကဆက်ပြီးဘုရားကျောင်းမှာဆက်ပြီးဘုရားကိုပဲကြတယ်24နဲ့9ရက်တော့တောင်းလျှောက်ဘုရားကိုပဲလူရဲ့စာငန်းမှုနဲ့ဆိုရင်အဲ့လိုဘုရားကိုပဲပါဘူးဒီခါဒီဘုရားကျောင်းမှာလာနေနာရောက်ထိုင်နေတာရောက်ဆက်နေရောက်တော့လာဆိုနိုင်ကြီးခင်ဗျာတော့စာမချင်းဘယ်ချိန်မှဖြစ်တာအဲ့ဒီဘုရားရဲ့ဝိညာဉ်တော်တော်လာတဲ့အခါအထဲမှာစာမချင်းဖြစ်လာပြီးတော့ဘုရားသခင်တကောတော်မျောနေတယ်ဘုရားရှင်တော်ဆောင်နေမျောနေပြီးတော့ကိုရောလှုပ်ချင်တဲ့တော့ပါအဲ့တော့အဲ့ကာလမှာ Wales မှာရှိတဲ့ UK မှာပါ Wales မှာရှိတဲ့တရေစာကောင်းကြီးမိုက်မှာပါလာအဲ့ဒါပါလဲဆိုတော့ဒီ Sunday မှာ Wales မှာရှိတဲ့ police ရဲတွေကတဲ့ခွာရဆုံးနေဆိုင်နေဘာလို့ရဲတွေလုံးရှိဘာဆိုင်ကိုပဲကိုနိုင်ကြတဲ့ကိုပဲကိုဒူးဆိုင်နဲ့ပတ်သက်တဲ့ကိစ္စတွေအားလုံးကအကုန်ပဲလို့လူတွေကမြိတ်နေမျက်ခွန်းနေအဲ့ West Revival ဝိလာနိုင်ငံမှာကြီးမားတဲ့လို့ထားမှုကြီးဖြစ်တဲ့အခါလူတွေကအဲ့နှုတ်ကပတ်တော်ကိုရှာကြတော့တယ်လူစိုးရမရှိတော့ခေါ်ရမရှိတော့စိတ်ကြရမရှိတော့အားလုံးကတရားဟောတာမပြောလိုက်နဲ့ဆူတောင်းတဲ့ခါမှာဟောကျွန်တော်ကောင်းကြီးပေးပါတော့ကျွန်တော်အောင်မြင်စေပါလို့ဘယ်သူမှမတောင်းဘူးဘယ်လိုပဲဆူတောင်းနေတယ်ကကျွန်တော်အိန္ဒိယနိုင်ငံကိုလို့ဆေလို့ကျွန်တော် project ကခေါ်လာတော့ကျွန်တော်ကိုတရုတ်နိုင်ငံကိုတာနာပြုတ်ကိုခေါ်လာကျွန်တော်ကိုအာဖရိကကိုစတန်နာပြုတ်ကိုခေါ်လာကျွန်တော်စစ်ရှိတယ်ကိုဆူတောင်းတဲ့လည်းဖြစ်ဘူးအားလုံးဆူတောင်းနေချင်ကျွန်တော်လည်းဒီမှာကြီးမားသောထားမှုပဲအစပြုဖြစ်လာတဲ့အကြောင်းကအားလုံးဘယ်အားစားတဲ့ West Revival ဆက်ဇာတိကနောက်ပိုင်း West Revival ဆက်ပြီးအိန္ဒိယကိုရောက်လာတယ်တရုတ်ပြည်ကိုရောက်လာတယ်ကြီးမားတဲ့လို့ထားမှုလိုက်မှာတောင်းလျှောက်ရက်ခဲ့တယ်အဲ့ဒါတော့ဝေးဆွေဖြစ်တဲ့ကဲ့ရမှာအဆူဆန်ဆွေးဆွေးရပါရဲ့ဖြစ်တယ်။နောက်ရှောက်အမေရိကန်မှာကြီးမားတဲ့ဝင်းကျွန်တော်တော်ဖြစ်တယ်။ Okay လက်ခံရရှိတယ်လက်မခံရရှိတယ်။ Anyway ဘယ်လိုဖြစ်တယ်ဝင်းကျွန်တော်တော်ရှိတယ်။အဲ့ချိန်ကတော့တော့မှာတဲ့ UK ကနေဝေးဆိုသွားရင်ဝေးလောက်သွားရင်ရထားကိုထားတယ်။ဝေးလောက်နိုင်ငံကိုရောက်ပြီဆိုတာဘယ်လိုဖြစ်လဲဆိုရင်နယ်နိမိတ်တော့တာဘယ်လိုဖြစ်လဲဝေးပြရှိဝင်းကျွန်တော်ရှောင်းပြောတယ်။ညပေါက်အားကြီးတော့တော်တော်ကိုကျွန်တော်ပြောတာနော်ဒါလိုပဲ1904 1906အနှစ်တာကကြီးမားလို့တော့ဖြစ်နေတာ West Revival အဲ့တော့တက်တဲ့ပညာရှင်လောက်ထိပြောလဲဆိုရင် West Revival ဟာတဲ့တမန်တော်ဝတ္ထုမှာဖြစ်တဲ့ no time ဆိုတော့ကျွန်တော်ဖတ်တော့နမိတ်လက်ခံတယ် no time အဲ့ no time နောက်ပိုင်းမှာအချိန်မှဆုံးသက်ရောက်ဖြစ်တဲ့ no time ဖြစ်တယ်လို့သတ်တယ် Okay West Revivalအဲ့တော့လူတွေကဘယ်လိုလဲ West နိုင်ငံကိုရောက်လဲဆိုတာယထာစီးရင်ဘယ်လိုရောက်လဲသိတယ်ဆိုရင် West နိုင်ငံကိုစောက်တယ်လူတွေကအလုံးနေလုံးလုံးကြည့်ပြီးမြင်ကြအပြစ်တွေကိုနားလာရတယ်အဲ့ဆိုရင် West နိုင်ငံအဲ့ဒီစားတော့ပါလဲဆိုရင်ကြောက်လူတွေရှောက်တော့တဲ့စကားတွေမဟုတ်ဘူးတင်းစားလည်းအမှတ်တမ်းနေဆိုရင်ဘုရားရဲ့မျက်မှောက်တော်တော်လေးခါနိုင်ငံတစ်ခုလုံးနဲ့နာမည်တစ်ခုလုံးဘယ်လောက်ထိပြောင်းလဲမှုရှိလဲဆို
လူတွေကအဲ့ဒီနဲ့ပဲရောက်တယ်အလိုလိုနှလုံးသားခြေွယ်နေမျက်ရည်ကျတယ်ဘုရားရှင်စတယ်ဒီမှာကဘုရားရှင်ကြီးမားတော့ဘုရားရှင်မောက်တော့မှာဘယ်တော့ခံဘယ်ပါလဲတော့မှာဒါကျွန်တော်တို့ချစ်အာမင်အာမင်အားချစ်ဖို့ပါလို့ရှိတယ်ဟုတ်ကဲ့ခဏလေးစမရအောင်ရှင်းပြအသက်တော်ကျွန်တော်ဆက်ခဲ့အောင်ဒီနှုတ်ကပတ်တော်ကြားတဲ့အခါမှာနှုတ်ကပတ်တော်ဒီဒီဆရာဟောသွားတယ်ဆိုတော့တော့သတ်တာပါတင့်ကိုငါ့ကိုဘုရားစကားကိုဒီလိုလုပ်ခဲ့ပြီးအဲ့ဒီနှုတ်ကပတ်တော်ငါဘယ်လိုတုံ့ပြန်အဲ့ဒါကိုဆုံးဖြတ်ဒီခါလေးမှာနှုတ်ကပတ်တော်ဒီအကြောင်းပြီးဘာဆုံးဖြတ်ချက်မှမချဘူးဆိုရင်ဘာဆုံးဖြတ်ချက်မှမချဘူးဆိုလူကြီးချေတဲ့ဘာမှမတန်ဘူးဆိုရင်ကျွန်တော်ခွန်အားရပြန်သွားတယ်တော့တောင်းလိုက်ရှိနှုတ်ကပတ်တော်ကိုကြားရင်တုံ့ပြန်ပါဘုရားရှင်နှုတ်ကပတ်တော်ဆင်လို့တဲ့အခါအချင်းတော်ဟာလေလုယာတင်းအဲ့နှုတ်ကပတ်တော်တကယ်ခံပြီးတကယ်ဆုံးဖြတ်ချက်ချလို့ yes and amen ဆိုတော့ကိုရိုနဲ့သဘောတူတယ်ဆိုတင်းအတ္တပူဇော်ဖြစ်ဖို့နမိတ်လက္ခဏာတင်းအတ္တဖြစ်ဖို့ဖြစ်တယ်ကိုယ်ထင်ရှားတဲ့ဖြစ်ဖို့ဖြစ်ဟာလေလုယာတင်းအတ္တနမိတ်လက္ခဏာကိုထင်ရှားဖြစ်ပြီးဆိုရင်တင်းအတ္တဘုံထင်ရှားတဲ့တက်ပါတော့ရှိတော်မူတဲ့တက္ကသိုလ်ဖြစ်တယ် Thank you Jesus ရရှိလို့ပါဒီကိုယ်ကလည်းချိန်မှာတော့ရှေ့ကိုထွက်လာတော့ကြောက်ချင်းစတောင်းပေးချိန်ပြီးတော့စတောင်းပေးတယ်အတ္တလည်းရိုင်းနမိတ်တရားပြီးတော့နမိတ်လည်းခါလေးရှေ့မှာစက္ကန့်ကျော်လေးရှိတယ်ရှေ့ကိုထွက်လာတယ်ရှေ့ကတော့ဒီတော့ဘိုးတော်လက်ခံပြီးတော့ရရှိကောင်းတဲ့ချိန်ကိုဒီစက္ကန့်ဆောင်တော့အတ္တကထူးခြားတဲ့နေရာတွေရှိတယ်ရှိတယ်Thank you.
တာကိုတရားရှိခိုးဆက်တဲ့ခြင်းကိုဘယ်လိုကောင်းအောင်ခြင်းကိုကြည့်ပြီးတော့ဒီလိုတော့ကျေးဇူးပြုလို့ဒီနေ့တော့ရှိအောင်လို့ဆက်ပါရှိဆက်ရပါတယ်ကျေးဇူးပြုလို့ရှိမထွက်ပြီးတော့ဆက်တယ်တော့ဒီကိုအကြောက်ဆရာကိုလက်ကြည့်ပြီးတော့ကျေးဇူးပြုကျွန်တော်ဒီရအောင်အားလုံးကျွန်တော်ဒီရှိပြောရှိအောင်ဆက်အောင်ပေးခြင်းဒီမှာရှိတဲ့လူစစ်ချင်းကကျွန်တော်ဒီရတာလေးနဲ့ပြန်လို့ရှိမှန်းပြီးကိုယ်ကိုယ်နေတဲ့ချိန်မှာကျွန်တော်ဒီမှာရှိတော့ကိုယ်ဆောင်လေးကလိုက်ပြီးတော့ဆက်အောင်ပါလို့ပါတယ်တရားရှိပြောတဲ့ဒီစကားရှိပြောဖို့ဖြစ်တယ်တရားရှိတို့တည်စေတဲ့ຢာတွေကိုနဲ့ဖွင့်ဖို့ဖြစ်လို့ဖြစ်တယ်တရားရှိပြီးအခွင့်အာဏာကိုတောင်းပြီးတော့တော့မတောင်းရှိဘူးဘယ်တော့ကြားဖို့ကိုကြိုးဆိုရပါဘယ်တော့ကြားဖို့ကိုကြိုးဆိုရပါ Hallelujah Hallelujah Thank you Jesus Papa Jesus Hallelujah Yes Lord Yes Lord Yes Lord Hallelujah Jesus